ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးသူမြို့ကိုအလင်ကရေးသားထားတဲ့ရွှေကျောင်းတော်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာပရိသတ်များအားလုံးကလည်းနားဆင်ပေးပါဦးခင်ဗျာတကူလာကာလရဲ့တနင်္ဂနွေနေ့ဖြစ်တဲ့အချိန်ကနေ့လယ်ပိုင်းတနာရီရခိုင်ရိုးမတွင်းမှာတည်ရှိတဲ့ညောင်ကိုင်းရွာကလေးမှာရွာသားများဟာကိုင်းရလုပ်ငန်းခွင်မှာပြန်လာပြီးတော့နေ့လယ်ကင်းပိုင်းမှာအိမ်မှာနားနေကြတယ်တေးပင်ကြီးတွေနဲ့အရေးကောင်းစွာရနေတဲ့အိမ်မှာတော့လူတွေစုဝေးပြီးရင်နွေးချမ်းတောက်ပြီးတော့စကားဝိုင်းဖွင့်နေကြတယ်။ရွာသူမများကတော့စီတန်းပြီးတော့တန်းဟုတုပ်ပြီးတရွာလုံးရဲ့သတင်းစုံကိုပြောဆိုနေကြတယ်။ကလေးများကတော့ကြီးသားရိုက်ကျင်ပေါက်ထုတ်စီတို့အတူတူပုံတန်းဗန်ခုံစိန်ပြေးတန်းစောကစားနေပေါင်းစုံကိုစောကစားနေကြတယ်။ညောင်ကိုင်းရွာဟာမြို့ရနံမရောတဲ့ပဂတိကျေးရွာအငွေတန်များလွှမ်းရှုံနေတဲ့ရွာလေးတစ်ရွာဖြစ်တယ်။ကျွန်ုပ်ပြောပြနေတဲ့နေလယ်ပိုင်းရွာမြင်ကွင်းကတော့တကူးတကသွားကြည့်စရာမလိုပါဘူးပုံမှန်အတိုင်းလေးပတ်နေတဲ့မပြောင်းလဲပဲရှိနေတဲ့မြင်ကွင်းသာဖြစ်တယ်ကျွန်ုပ်မှနေလေစာစားပြီးတော့တရေးအိပ်ပြီးနိုးလာခဲ့တယ်ကျွန်ုပ်ရဲ့တပည့်ကျော်များကလည်းတယောက်မှအလဲမလာသလိုနော်ယာကလည်းအိမ်မှာမရှိတဲ့အတွက်တယောက်တည်းပြင်းရင်ညင်ဝေစွာနဲ့ရင်းနှီးချမ်းတအုပ်ကိုအမီးမပါဘဲနဲ့ထိုင်တောက်နေခြင်းဖြစ်တယ်အိမ်ချမ်းဝင်းအပေါက်ကနေနော်ယာဝင်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ကျွန်ုပ်ထိုင်နေတဲ့ကိုပြစ်မှာဝင်ထိုင်ရင်းနဲ့စောင်းလာတဲ့ခမောက်ကိုချွတ်ပြီးတော့မျက်နှာကိုရက်ခတ်နေတယ်ငါမိန်းမကလည်းအတော်တိုးတက်နေပြီနော်အိမ်နေပါလေလေတဲ့အတင်းပြောတတ်နေပြီဦးကအိတ်နေတာကိုသမီးကလည်းပြင်းတာနဲ့မသိန်းနိုင်တို့အိမ်ကိုသွားလေတာဒါနဲ့မဲလုံးနဲ့ရောတွေ့ခဲ့လားအဲ့ဒီကောင်ဘာဒီလုပ်နေလဲဦးမဲလုံးကိုသူ့မိန်းမဘာမှမပြောတာအလိုက်တိလွန်းလို့ပဲနေစမ်းမအောင်ဘာဒီများအလိုက်တိတာလဲပြောစမ်းမအောင်အတူယူတင်ရင်လည်းယူရမှာပေါ့အခုလိုခီးထွက်နားနေတဲ့ကာလမှာတအိမ်လုံးရဲ့တန်ရှင်းရေးကိုလုပ်တယ်စောင်းဒီကိုလည်းလျှော်တယ်အဝတ်တွေလျှော်တယ်တင်းခွဲထမင်းချက်အကုန်လုံးဦးမဲလုံးပဲလောက်တာဦးကအဲ့ဒါတွေလုပ်ပေးရမှာလားထမင်းမယ်ပဲချက်တတ်တာပါကျန်တာတွေအကုန်လုံးလုပ်ပေးပါမယ်အဲ့ဒါတွေလုပ်ပေးရင်စိတ်ချမ်းသာမှာလားဒါနဲ့ဦးကိုတခုမေးရအောင်မယ်အရင်တုန်းကရောဒီလိုပဲနေလာတာလားဘယ်အရင်တုန်းကလေအရင်ဦးမိမနဲ့နေတုန်းကပြောတာအဲ့ဒီလိုပဲနေတာလားလို့ကျွန်ုပ်ကနှုတ်ဆက်ပြီးတော့ငြိမ်နေလိုက်တယ်အရင်အကြောင်းအရာတွေကိုမေးပြောင်းထားလို့တဲ့အတွက်ပြန်မပြောခြင်းဖြစ်တယ်နော်ယာဟာကျွန်တော်နှုတ်ဆက်နေတယ်လို့သူလည်းစကားထက်မစားဘဲနဲ့ရှိနေပါတယ်။ဦးစိတ်ဆိုးသွားလားဘာမှလည်းပြန်မပြောပါလား။ဘာကိုစိတ်ဆိုးရမှာလဲ။လူကြီးဆိုတာကလေးစကားပြောမှရင်ခွန်းလွှတ်ရတယ်တဲ့စိတ်မဆိုးရဘူးနော်။မဲစကားတွေအတော်တက်နေပါလားကလေးမ။နော်ယာရဲ့စကားကြောင့်ကျွန်တော်ကပြုံးမိတယ်လို့သူကလည်းသဘောကျစွာရည်နေလိုက်တယ်။အစောနာကတမင်ပြောတာပါ။တမီးကဦးအနားမှာရှိနေရင်ဘဝကပြည့်စုံတယ်လို့ခံစားရပါတယ်။ဦးနော်ရကိုပြစ်မသွားနဲ့နော်မပြစ်ပါဘူးနော်ရရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာနော်ရနဲ့ပဲရိုးမိချဖြတ်တန်းသွားမယ်လို့စိတ်ကူးထားပါတယ်မဟုတ်တာတွေကိုရှောက်တွေ့နေနဲ့ဟုတ်ပြီလားနော်ရကကြည်နူးစွာပြုံးရင်းနဲ့ကျွန်ုပ်ကိုကြည့်လိုက်တယ်ကိုကြီးဖို့တေတေမလို့អော်နေတာလားတာဝရလူကိုလည်းမြင်နေရတာပဲဘာလို့စွတ်អော်နေရလဲအမေတမယားနှစ်ယောက်ကအကြည့်ချင်းဆုံပြီးတော့ကြည်နူးနေတာကျွန်တော်တို့လာလို့အနောက်ရှက်ဖြစ်သွားတယ်ပေါ့မဆိုင်တာတွေပြောမနေစမ်းပါနဲ့ကွာအရေးတကြီးထအောင်နေတာဘာကိစ္စရှိလို့လဲတကြောကြောအော်ခေါ်ရင်းနဲ့ခြံဝင်းအတွင်းကိုဝင်လာသူကတာဝါဖြစ်တယ်သူရဲ့နောက်မှာတော့ရန်အောင်လဲပါလာခဲ့တယ်နော်ယာကတာဝါကိုမျက်စောင်းထိုးနှာခေါင်းရှုပ်ပြီးတော့အိမ်မော်တက်သွားခဲ့တယ်တာဝါစားနောက်မှာကိုမကြားလို့တဲ့အတွက်ဖြစ်ဟန်တူပါတယ်ကပ်ပြားကြီးဦးတန်လုံးကကျွန်တော်တို့ဆရာတပည့်တွေအားလုံးကိုဘုန်းကြီးเจ้าကိုအခုလာခဲ့ပါတဲ့ဟေးကျွန်တော်တို့သုံးအောင်လုံးကိုခေါ်တယ်ဟုတ်လားဘာကိစ္စများရှိလို့လဲအဲ့ဒါတော့မသိဘူးရန်အောင်နဲ့ကိုကြီးဖိုးတွေအိမ်ကိုပြင်းလို့ထွက်လာကြတာကောင်လေးတယောက်ကပြောလို့အေးကွာခဏစောင့်ကြအောင်အဝတ်စားလဲတာအောင်မယ်ကျွန်တော်တို့အားလုံးဟာကပ်ပြားကြီးဦးတန်လုံးခေါ်ဒီမှာဘာအကြောင်းရင်းကြောင့်ခေါ်တယ်ဆိုတာမစင်စားတတ်အောင်ရှိနေပါ रे ကျွန်တော်တို့သုံးယောက်လုံးဟာရွာဦးကျောင်းဖုန်းကြီးကျောင်းကိုရှောက်လာရင်းနဲ့မဲလုံးကိုဝင်ခေါ်လိုက်တယ်သုံးယောက်သားကလည်းဖုန်းကျောင်းကိုရောက်တဲ့အခါမှာတော့ဦးတန်လုံးကိုကျောင်းရဲ့ခြံဝင်းအတွင်းမှာသူထိုင်နေကြကွက်ပြစ်မှာတွေ့လိုက်ရတယ်ဦးတန်လုံးရဲ့မျက်နှာကအထူးရွှင်မျိုးစွာနဲ့ရှိနေပါ रे ဦးတန်လုံးမိုးချင်းတွေးထားလို့လားဗျမိုးချင်းတွေးရင်တော့မှဒီလောက်မပြောဘူးကွာအခုကပျော်လွန်းလို့ကွာဟာဘာများပြောစရာရှိနေလို့လဲဦးတန်လုံးရဲ့ခဏဆောင်နေမကြခင်သိရလိမ့်မယ်ဦးတန်လုံးကကျွန်ုပ်ရဲ့အမေကိုမဖြေဘဲနဲ့ဘဟေးလီဝှက်နေပါ रे ကျွန်ုပ်တို့မှဦးတန်လုံးကိုဘယ်စကားမှမပြောဘဲနဲ့ရင်နွေးချမ်းတောင်းနေပါ रे ဟောဟိုမှလာပါပြီကြည့်လိုက်ကြပါဦးဦးတန်လုံးရဲ့စကားကြောင့်ကျွန်ုပ်တို့သူကြည့်နေတဲ့နေရာကိုကြည့်လိုက်တယ်ရဟန်းတစ်ပါးကကျွန်ုပ်တို့ရှိရာကိုရှောက်လာနေပါ रे
မုတ်ဆိုးနဲ့ယဟန်ကဘာပတ်သက်လို့လဲကျွန်ုပ်ကဦးတန်လုံးစားနောက်တယ်လို့ထင်ပြီးတော့ရီမောလိုက်ပြီးပြန်လည်စားနောက်ရန်ပြောလိုက်တဲ့အချိန်မှာပဲစကားကတပိုင်းတစားနဲ့ရပ်သွားခဲ့ပါတယ်တက်တော်20 30ဝန်းကျင်မှာရှိတဲ့အရက်မနေမမြင့်မပိန်လွင့်မဝလင်းတဲ့ခန္ဓာကိုယ်မှာတငန်းကိုတည်သက်စွာဝှေ့ယုံထားပြီးတော့မျက်လွှာချပြီးလမ်းလျှောက်လာခဲ့ပါတယ်ကျွန်ုပ်ရဲ့စိတ်မှာမြင်နေရတဲ့မျက်လုံးကိုပဲမယုံကြည်နိုင်အောင်ဖြစ်သွားရသလိုဝမ်းနဲ့ဝမ်းသာကြည်နူးစိတ်တွေကြောင့်လည်းမျက်ရည်များပင်ရွေ့ဝဲသွားပါတယ်တာဝါနဲ့မဲလုံးမှလည်းကျွန်ုပ်ကဲ့သို့ခံစားနေရဟန်တူပါတယ်ကျွန်ုပ်တို့ကခံစားမှုစိတ်အရှိန်နဲ့စကားမဆိုနိုင်အောင်ရှိနေကြပါတယ်တကားကြီးတို့နေကောင်းကြတယ်နော်အခုလိုကြမ်းကြမ်းမာမာနဲ့တွေ့ရတာဦးစင်ဝမ်းသာပါတယ်အောင်ဖေဦးစင်အောင်ဖေဦးစင်ဝမ်းသာလိုက်တာဗျာဦးစင်ကိုဒီတက်မတွေ့ရတော့ဘူးထင်နေတာဦးစင်အောင်ဖေကတည်ငြိမ်စွာနှုတ်ဆက်ပြီးမြဲကျွန်ုပ်တို့ကစကားများပင်တုန်ခါနေပါတယ်တာဘကဝမ်းနဲ့ဝမ်းသာခံစားမှုနဲ့အတူမျက်ရည်များကျဆင်းလာပြီးတော့ဦးစင်အောင်ဖေကိုပြေးဖက်ပြီးတော့ငိုပါတယ်အောင်ဖေဒီကောင်လေးငေးကြီးတော့မှာပဲရတယ်တကားကြီးဘာမှမဖြစ်ဘူးဦးစင်အပြစ်မယူပါဘူးဦးတန်လုံးကဝန်ဟန်ဒီကိုဦးစင်အောင်ဖေကငြင်းချမ်းစွာပြုံးရင်းနဲ့ဘူးမယူကြောင်းပြောလာခဲ့တယ်ကျွန်ုပ်ကတာဘကိုဦးစင်အောင်ဖေနဲ့လူချင်းခွာပြီးတော့ကွက်ပြက်ကောင်းရင်မှထိုင်စီပါတယ်ကျွန်ုပ်တို့ကကွက်ပြက်အောင်မှဖြာခင်းပြီးတော့ထိုင်ပါတယ်ဦးစင်အောင်ဖေကိုဦးချကြော့လိုက်ပါတယ်ဦးတန်လုံးရာဦးစင်အောင်ဖေရောက်နေလို့အခေါ်လွတ်တာလို့တခါတည်းမပြောမင်းတို့ကိုဝမ်းသာစေချင်လို့ပါကွာဦးစင်လေးရောက်တာနဲ့တခါတည်းခေါ်ခိုင်းလိုက်တာဦးစင်ကိုတတိယပေမဲ့ခရီးကဝေးတော့မလာဖြစ်ပါဘူးဦးစင်တယောက်တည်းပဲလာတာလားတောင်ပေါ်ရွာသားတွေကဘေးကင်းတဲ့နေရာထိရောက်လိုက်ပို့ပေးကြပါတယ်ကျန်တဲ့ခီးကတော့ဦးစင်တယောက်တည်းလာခဲ့တာပေါ့တကားဖို့တီတကားမလေးနဲ့ရောလင်မယားချင်းအဆင်ပြေကြလားပြေးပါတယ်ဖေ။သူလည်းဦးစင်းကိုတွေ့ရင်အယံဝမ်းသာမှာပါ။တကားမဲလုံးကရောဘလို့လဲအခြေအနေကောင်းလား။တပည့်တော်နဲ့တင်းလိုက်ကဒီရောက်တာနဲ့ယူလိုက်ကြပါတယ်ဖေ။မင်္ဂလာပွဲကိစ္စကိုတော့ကိုကြီးဖိုးတွေကပဲအားလုံးကိုစီစဉ်ပေးပါတယ်။တကားမဲလုံးကိုအခုလိုတားနဲ့မရနဲ့အတီတကျဖြစ်နေတာကြားတော့ဦးစင်းဝမ်းသာပါတယ်။တကားကြီးတာဝါကရောအရင်တုန်းကလိုအရက်အမူးလွန်ပြီးတော့မိမစီမအရက်နဲ့ခံရတော့မဲလား။မေးပါမလားလို့မှန်ပါဗျာတပည့်တော်ကတော့ဦးစင်းမလို့မလိန်တော့ပါဘူးမူးလာရင်အင်တကားဖွင့်မပေးလို့အပြင်မှာပစိုးလေးခြုံပြီးတော့ကိုရတဲ့နေ့တွေအထူးထောင်းခံရတဲ့နေ့တွေလည်းမနေတော့ပါဘူးဗျာခင်မွန်းလင်သားကိုတိလက်ရောက်စော်ကားတာငေးကြည့်တဲ့ဆိုတဲ့အကြောင်းကိုတက္ကမကြီးကိုတရားဟောပေးပါအောင်ဗျာမဲလုံးရဲ့စကားကြောင့်ကျွန်တော်တို့ကအတန်ထွက်ရေးလိုက်ကြတယ်ဦးစင်းအောင်ဖေကလည်းပြုံးလိုက်ပါတယ်အဲဒီနောက်မှာတော့ရန်အောင်ကိုတီချာကြည့်ပြီးတော့ဒီတကားကိုဦးစင်းမြင်ဘူးတလို့ပဲနေစမ်းမအောင်ဦးစင်းအမှန်မမဟုတ်ဆိုရင်တော့ဒီတကားကတကားကြီးဖိုးတွေကိုတနက်ပြည့်လာပြီးတော့စိန်ခေါ်တဲ့သူပဲမှန်ပါဗျာတပည့်တော်ကရန်အောင်ပါဗျာအရင်ကမမနာထောင်လွှားပြီးတော့အမားတွေလောက်ခဲ့မိပါတယ်အခုအချိန်မှာတော့ကိုဖိုးတွေစီမှာတပည့်အဖြစ်ခံယူထားပါတယ်တကားရန်အောင်ကမင်းကလေးတွေသဘောကျမဲ့ရုပ်ရည်မျိုးဆိုတော့ဇေယျချေရကိုလိုက်နေပြီလားမနေပါဘူးဗျာတပည့်တော်ကပူပင်တော့ကတွေမခံနိုင်လို့တကူတည်းပဲနေပါတယ်မင်းကလေးတွေနဲ့ပတ်သက်မှုမရှိပါဘူးဗျာလူစင်းအောင်ဖေကမတိချောင်ဆောင်ပြီးတော့တစ်ဖက်ကိုအကြည့်လွှဲထားပါတယ်ကျွန်ုပ်ကိုကြည့်ပြီးတော့ပြုံးနေပါတယ်ဖိုးဒီတို့ဆရာတပည့်တွေလည်းတရားပြခဲ့ပါဦးဗျာမိုးလင်းနာနဲ့သူတစ်ပါးရဲ့အသက်ကိုတတ်ဖို့ပဲကြံစီနေကြတာတကားဖိုးတွေကိုတရားချလို့မရဘူးတကားကြီးတန်တော့ဦးစင်းကိုပြန်ပြီးတော့တရားချသွားလိမ့်မယ်ကျွန်ုပ်တို့ကဦးစင်းအောင်ဖေကိုတွေ့ရတဲ့အတွက်စိတ်ထဲမှာခံစားမှုမျိုးစုံခံစားနေရပါတယ်ကျွန်ုပ်တို့ကတဏီကုံစကားဝိုင်းဖွဲ့ပြီးတော့ပြောနေကြရင်လည်းညနေဆောင်မှအိမ်ကိုပြန်လာခဲ့ပါတယ်ကျွန်တော်ရဲ့စိတ်ထဲမှာဦးစင်းအောင်ဖေကိုဒီသက်သက်မတွေ့ရတော့ဘူးထင်နေတာဝမ်းနေတယ်ပျော်တယ်အခုလိုရဟန်းဝင်းနဲ့တွေ့ရတော့စိတ်ထဲမှာလည်းကြည်နူးတယ်ကိုသားဝဦးစင်းအောင်ဖေကိုအားကြနေတာမလားတငန်းစီးပြီးတော့လိုက်သွားတယ်အားကြကြုံပါပဲကွာငါမှသားနဲ့မရနဲ့မိသားစုကိုမစွန့်လွတ်နိုင်သေးဘူးကွာမင်းကလူပြိုကြီးတွေ့တာစရာမရှိတဲ့သူဒီတော့မင်းမဲဝှက်လိုက်ပါလားကျွန်တော်မှမဝှက်ချင်တာဗျာအေးလေငါလည်းမဝှက်ချင်ဘူးကိုချင်းစာလေးကွာကျွန်တော်ကတော့ဦးစင်းအောင်ဖေကိုတွေ့ရတော့ပျော်တယ်အရင်เจ้าတွေကိုတွေးပြီးတော့ဝမ်းလဲနေတယ်ကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ခက်ခဲတဲ့နေ့တွေကိုလည်းပြန်တတိရတယ်ဗျာကျွန်ုပ်စိတ်ထဲလည်းမင်းလိုပဲခံစားရပါတယ်မဲလုံးရဲ့အတိတ်ကအရေးတွေကကြုံကြိတ်တုံ၆လန့်နေတော့မှပဲကျွန်ုပ်တို့မှညပိုင်းဖုန်းကျောင်းကိုသွားဖို့ချိန်ဆိုပြီးတော့လူစုခွဲလိုက်ပါတယ်ဦးစင်းအောင်ဖေရောက်နေတဲ့အကြောင်းကိုပြောရမှာတော့နော်ယာကလည်းအော်ဝမ်းသာနေပါတယ်ဦးစင်းအောင်ဖေကဘယ်တော့ပြန်မှလဲဦး
မသိသေးပါဘူးကွာဟိုကတကားတွေတကာမတွေကအမြန်ပြန်လာစေခြင်းနေတဲ့ဟိုလေတခုလောက်ပြောကြည့်လို့ရမလားပြောလေနော်ရရဲ့ဘာများပြောချင်လို့လဲဒီလိုပါဦးစင်းအောင်ဖေကိုလည်းလိုက်ပူရင်နဲ့နော်ရလေရွာကိုတစ်ခေါက်လောက်အလဲပြန်ခြင်းနဲ့နော်ရရဲ့စကားကြောင့်ကျုပ်ကငိုင်းတွေသွားတယ်ဖြစ်နိုင်ရင်တောင်ပေါ်ရွာကိုကျွန်ုပ်ထပ်မသွားချင်ပါဘူးအတိတ်ကိုမေးဖြောက်ပြီးတော့ဘဝတိတ်ကိုစူးစမ်းပြီးတိဆောက်နေရတဲ့ကျွန်ုပ်ဘဝမှာမမေ့နိုင်စရာတိတ်တွေကိုစူးစမ်းပြီးမေးဖြောက်ထားခဲ့ရပါတယ်မိခင်ဖုန်းနေတဲ့ပြလို့လေအဝေးမှာပြလွန့်ပြီးတော့ပေါ်လာတယ်လို့မျိုးကျွန်တော်အတွက်စူးစမ်းပြီးတော့မေးဖြောက်ခဲ့ရတဲ့မေးဖြောက်မှုတွေကပြန်ပြီးတော့အစပေါ်လာမှာကိုစိုးရိမ်နေမိပါတယ်နော်ရဘက်ကတွေးရင်လေသူ့ရဲ့မွေးရဲ့စာတီကိုအလဲပတ်ပြန်ကျင်တာကအမှားမဟုတ်ပါဘူးကျွန်တော်ဟာတက်ပြင်းတစ်ချက်ကိုလေးပင်စွာနဲ့ချလိုက်ပါတယ်အင်းလေနော်ရလည်းရွာကိုအလဲပြန်ကျင်မှာပေါ့ဦးစင်းအောင်ဖေကိုလိုက်ဖို့ရင်နဲ့တွားကြတာပေါ့ဝမ်းသာလိုက်တာအဲ့ဒါကြောင့်ဦးကိုချစ်နေရတာဟာဒီကလေးမှကလီကလာတယောက်ယောက်မြင်သွားမှဖြစ်ထိုင်နေတဲ့ကျွန်တော်ရဲ့လေပင်ကိုတိုင်းဖက်ပြီးတော့ပါးကိုချွေကနေနှမ်းလိုက်ပါတယ်သူရွာပြန်ရမယ်ဆိုတဲ့အတွက်ပျော်နေခြင်းဖြစ်တယ်ကျွန်ုပ်ကတယောက်ယောက်မြင်သွားမှဆိုတဲ့အတွက်အိမ်ရှိဘက်ကိုလှမ်းကြည့်လိုက်တယ်လူမတွေ့တဲ့အခါမှပဲပြင်းချနိုင်ပါတယ်တယောက်ယောက်မြင်သွားလေဘာဖြစ်လို့လဲလင်မယားတွေပဲဟာဥကရှက်နေတာလားတယောက်ယောက်သာမြင်သွားရင်တော့ကြီးမဝက်တဲ့ပေါက်တယ်အပြောခံနေရမှာကျင်းသေးတယ်ညနေပိုင်းထမင်းစားတော့ပြီးမှမောင်စာပြိုးတဲ့အချိန်မှာတော့ကျွန်တော်တို့လူစုဟာဘုံကျောင်းကိုထွက်လာခဲ့ပါတယ်ဒါဝါနဲ့မဲလုံးတို့ကသူတို့ရဲ့မိန်းမတွေကိုခေါ်လာကြသလိုကျွန်ုပ်ကလည်းနော်ယာကိုပါခေါ်ခဲ့ပါတယ်ဦးစင်းအောင်ဖေဟာလျောင်းတော်မူဖျားရဲ့ရှေ့မှာပတိစိတ်နေတယ်လို့ဦးစင်းအောင်ဖေပြောလာတဲ့အတွက်ကျွန်ုပ်တို့ဟာဖျားကြီးရဲ့ရှေ့မှာထိုင်ပြီးတော့စောင့်နေကြပါတယ်ဦးစင်းအောင်ဖေတရားထိုင်ပြီးတဲ့အခါမှာတော့ကျွန်ုပ်တို့မှာဦးစင်းအောင်ဖေနဲ့စကားပြောကြပါတယ်ကျွန်ုပ်တို့အဖွဲဟာယခုမှလူစုံတက်ဆုံဖြစ်သွားပါတယ်ဦးစင်းကိုတပည့်တော်ပြောစရာတစ်ခုရှိပါတယ်ပြောလေတကားဖို့ဒီဘာပြောမှလဲဦးစင်းလူဘဝတုန်းကစူဆောင်းခဲ့တဲ့ငွေကြေးတွေတပည့်တော်စီမှာစီးရင်အတိအကျရှိပါတယ်အဲ့ဒါဦးစင်းကိုပြန်အပ်ချင်ပါတယ်ဦးစင်းအတွက်ကငွေကြေးမလိုပါဘူးတကားကြီးပဲသုံးကျင်သုံးလူကျင်လူလိုက်ကြိုက်တာလုပ်ပါအဲ့ဒီလိုလဲဘယ်ဟုတ်ပါမလဲဗျာဦးစင်းကိုဒီဘက်ဆန်နဲ့ကုသိုလ်ကောင်းမှုလုပ်ရအောင်လို့လက်ခံပေးပါနောက်ပြီးတော့ဒီဘက်ဆန်ကဆုံးသွားတဲ့တကားမကြီးကဦးစင်းရဲ့ရှိရည်အတွက်ရည်ရွယ်ပြီးတော့စူဆောင်းခဲ့တာလေအဲ့ဒါကြောင့်မလို့ဦးစင်းကိုလက်ခံစေချင်ပါတယ်ဦးစင်းအောင်ဖေကငိုင်းတွေးသွားပါတယ်လူဝင်းနဲ့ရှိစဉ်ကသူ့အတွက်ရည်ရွယ်ပြီးတော့သူ့ရဲ့ရှိရည်အတွက်စဉ်းစားပြီးတော့စူပေးခဲ့တဲ့ဧကရိရဲ့စေတနာကိုဝမ်းနဲ့ဝမ်းသာခံစားနေပုံရပါတယ်ဒီလိုလုပ်ပါလားတကားဖို့ဒီဦးစင်းဒီပက်ဆန်တွေကိုစုံပါသားတဲ့တကားမကြီးကိုကုသိုလ်ရအောင်ဘယ်ဟာတဲခြင်းလဲကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူးထုံးဖြူဖြူဇေဒီလေးတဆူတော့တဲခြင်းနဲ့ကောင်းတာပေါ့ဗျာလိုအပ်တဲ့ငွေကိုတပည့်တော်တို့စိုက်လူပါမယ်အရှင်ဖေဟာဘယ်နေရာမှာတဲခြင်းတာလဲပြောပါဗျာဦးစင်းတွေးထားတဲ့နေရာတစ်ခုရှိတယ်ဒီစိတ်ကူးကရှိနေတာကြပါပြီချောင်းပြပိုင်းထိတ်ကချောင်းစုံကြောက်တောင်ပေါ်မှာတဲဖို့စိတ်ကူးထားတယ်ကောင်းပါတယ်ဗျာအဲ့ဒီအနီးနားကပတ်ဝန်းကျင်ရွာသားတွေကိုးကွယ်လို့ရပါတယ်ဗျာအဲ့ဒါဆိုရင်တော့အဲ့ဒီကိုသွားဖို့အမြန်သာစီစဉ်လိုက်တော့တကားဖို့ဒီဦးစင်းလည်းမိုးမကြခင်တောင်ပေါ်ကိုပြန်တက်ရမယ်ကျွန်တော်တို့ကမမျော်လင့်မင်းနဲ့ဖျားတရံကိစ္စပေါ်လာခဲ့တယ်ဦးစင်းအောင်ဖေအတွက်စုထားတဲ့ငွေကြေးများအပြင်ကျွန်တော်တို့ဆရာတပည့်များကလည်းလိုအပ်တဲ့ငွေလိုအားများကိုဦးဆောင်ပေးလုပ်မယ်လို့တိုင်ပင်လိုက်ကြတယ်ညနေလာတဲ့အခါမှာတော့စကားဝိုင်းသိမ်းပြီးအိမ်ပြန်လာခဲ့ကြတယ်ချောင်းစုံဆိုတဲ့နေရာမှာကျွန်တော်တို့ရွာချောင်းရဲ့အထက်ပိုင်းမှာကျွန်တော်တို့ရွာဘက်ကိုစီးဆင်းနေတဲ့ချောင်းတစ်ချောင်းနဲ့တခြားတစ်ဖက်ကိုစီးဆင်းနေတဲ့ချောင်းတစ်ချောင်းဆုံရဖြစ်တယ်အဲ့ဒီချောင်းတစ်ခုဆုံတဲ့နေရာမှာတော့ကြောက်တောင်အသေးလေးတစ်ခုရှိပါတယ်အဲ့ဒီကြောက်တောင်ငယ်လေးကိုမိုးရာသီမှာတော့ရေများပက်လေဝိုင်းနေပြီးတော့မိုးပြက်ရင်ရေနေသွားတတ်ပါတယ်အဲ့ဒီကြောက်တောင်ပေါ်မှာဦးစင်းအောင်ဖေကဖျားတယ်မေပြောလာခြင်းဖြစ်တယ်နောက်တနေ့မနေ့ပိုင်းမှာတော့ကျွန်တော်တို့ဟာလိုအပ်တာများကိုစီစဉ်ပြီးတော့နေ့လယ်ပိုင်းအချိန်မှာတော့ချောင်းစုံရှိရာကိုလေနေစီနဲ့တက်ခဲ့ကြတယ်ဖျားတယ်မေပင်ရန်စီရာကိုမူးနွေရွာမှာခေါ်ပြီးတော့တဘာတဲ့ခေါ်လာခဲ့ခြင်းဖြစ်တယ်အဲ့ဒီကြောက်တောင်ထိပ်မှာတော့ဖျားတယ်၍ရမရကြည့်ရှုရန်ခေါ်လာခြင်းဖြစ်တယ်ဦးတန်းလုံးကလည်းလိုက်ပါလာခဲ့တယ်ဦးတန်းလုံးမှအတူတက်ကြွနေပြီးတော့လက်သမားဆရာကြီးအားပြောဆိုရမှာတော့သူ့ရဲ့သားအဖြစ်တတ်မှတ်ထားတဲ့တာယဟန်အဖြစ်အာပေါင်အာရင်တန်တန်နဲ့ပြောနေပါတယ်မိမတော့မယူပဲသားကလိုချင်နေသေးတယ်တာဝဟိုကကြားရင်နေရင်အုတ်ခံနေရမယ်တိတ်တိတ်လေးနီတာဝမှာဦးတန်လုံးကိုကြည့်ပြီးမကြားတကြားပြောနေရကျွန်ုပ်ကဟန့်လိုက်ခြင်းဖြစ်တယ်ဦးတန်လုံးကလည်းတာဝရဲ့စကားကိုကြားသွားဟန်နဲ့မျက်တောင်ကြီးကြီးနဲ့တာဝကိုလှမ်းကြည့်လိုက်တယ်ကျွန်ုပ်တို့ဟာလူစုံတက်ဆုံနဲ့ရိတ်ခါများပါတော့လေယခုတစ်ချိန်မှာတော့လက်နက်များကိုပ
ဘေးရန်စီကသဘောထားယူလာခြင်းဖြစ်တယ်။တားကောင်တွေ့ရင်မပြစ်ခတ်ရန်ဦးစင်းအောင်ပေကမြစ်တက်ရက်ခံထားလို့ကျွန်ုပ်တို့ကလည်းမပြစ်ရန်တွေးထားပါတယ်။ကျွန်ုပ်တို့မှညနေဆောင်တဲ့အခါမှာတော့နေဆက်ရကမ်းမော်ကိုတက်ပြီးလူမရှိတဲ့ကိုင်းတဲလေးတစ်ခုမှာဦးစင်းအောင်ပေကိုအိတ်စီယာစီစဉ်ပေးပြီးတော့ကျွန်ုပ်တို့ဟာတဲနာကတောင်ပြင်မှာပါလာတဲ့တာလပတ်စများကိုခင်းပြီးတော့အိတ်ရန်စီစဉ်လိုက်ပါတယ်။ဦးစင်းအောင်ပေပါလာတဲ့အတွက်ညစာစားတော့ပြီးချိန်မှာတော့တဲတောင်ကုန်းပေါ်မှာမီးပို့ပြီးမီးပုံဝိုင်းပတ်ပြီးတော့ကျွန်ုပ်တို့ထိုင်နေကြတယ်။ဦးစင်းအောင်ပေကတရားထိုင်ဘုရားရှင်ကိုပြီးတဲ့အခါမှာတော့ကျွန်ုပ်တို့မီးပုံပေကိုလာပြီးတော့ထိုင်ပါတယ်။ကြောက်တလုံးရွာကပြန်လာတော့ရွာကိုရောက်ပြီးနောက်တရက်မှာစိုင်သွားပြီးတော့အရက်တောက်ဖို့ညရင်တို့ဆိုင်ကိုသွားသေးတယ်ရန်အောင်။ကိုသားဝကအရက်သမားပဲအရက်တောက်တာဘာများဆန်းလို့လဲ။ဆန်းတာပေါ့ကွာ။ညရင်ကငါ့ကိုလာမေးတယ်။ကိုရန်အောင်ကအင်ကပေးစားတဲ့မိန်းမနဲ့ဘလို့လဲတဲ့။ကိုရန်အောင်လက်ခံလိုက်ပြီလားတဲ့။ကောင်မလေးကချောလာအဲ့ဒီလိုမေးတယ်အစုံပါပဲကွာအဲ့ဒီလိုမေးတော့အရက်တောက်ကောင်းပေါက်ကရတွေရှောက်ပြောလိုက်တယ်မဟုတ်လားဟမ်မင်းတော့ငါအကြောင်းကိုသိနေပြီဟုတ်တယ်ငါကလည်းပေါက်ကရတွေရှောက်ပြောတာပဲရန်တော်ကအဲ့ဒီကောင်မလေးကိုညင်းလိုက်တယ်နင်းလောက်လည်းမလာဘူးပြောလိုက်တော့မြရင်ကပြောသွားရောအရက်ဘိုးတွေအမီးဘိုးတွေအတင်းပေးတာတော့မှမယူဘူးနော်ပေါက်ကရတွေရှောက်ပြောမနေပါနဲ့ကိုသားဝရေကျွန်တော်အေးအေးဆေးဆေးနေပြစီအေးညရင်ပြောတာရှိသေးတယ်ကွာကိုရင်အောင်ဘသူ့ကိုမှစိတ်မဝင်စားတာကောင်းနေတဲ့နင့်ကိုယောက်ျားမယူလားပြောတော့သူကြိုက်တဲ့လူမရရင်မယူဘူးတဲ့နင်ကြိုက်တာကရန်အောင်လားဆိုပြီးတော့မေးတော့ကိုသားဝါကြီးကလည်းဘာတွေပြောနေမှမသိဘူးဆိုပြီးတော့ညောင်နာနာအတန်နဲ့ပြောပြီးတော့ရှက်ကိုရှက်ကန်အမှုရနဲ့ထွက်သွားပါလေရောတော်ပါတော့ကိုသားဝါရခမည်းမို့ပေါက်ကရပြောတတ်တယ်ရန်အောင်ဟာတာဝါကိုလက်လျှော့ပြီးတော့စကားမဆက်ရန်တားနေလိုက်ပါတယ်ကျွန်တော်တို့ကတာဝါရဲ့စကားကိုသဘောကျပြီးတော့ရီလိုက်ကြပါတယ်လာဆန်းရှိရဲ့မုံဝါးဝါလာရအောင်မှာပတ်ဝန်းကျင်ကမတဲမကွဲနဲ့မြင်နေရတယ်။တောကောင်များရဲ့အော်တန်ကိုလည်းဘေးပတ်လေတုံးများစီကနေကြားနေရတယ်။ကြောက်တုံကြောက်ဆောင်များကိုဖျက်တမ်းစီးဆင်းနေတဲ့ရိုးချောင်းရေတံကခေသားတန်ဆင်တစ်ခုအလားထွက်ပေါ်နေပါတယ်။ရေစီးချောင်းမှာလာရီဖြာချနေရကနေငွေကြေးပွင့်လေးများလိုအယောင်များကလက်နဲ့နင်းပြီးတော့နေပါတယ်။ပိုးပရစ်လေးများကလည်းတန်ဆုံဒီဝိုင်းအလားအော်နေကြပါတယ်။ကျွန်တို့ကညာနဲ့တဲ့အထိစကားပြောနေကြတယ်။ဦးစင်းအောင်ဖေကတော့တောင်ပေါ်ရွာမှာတွေ့ကြုံခဲ့ရတာများကိုပြောပြလိုနေပါတယ်။ကျွန်ုပ်နဲ့အေဂရီနေခဲ့တဲ့အင်ဟောင်းလေးရဲ့ဘေးခန့်လန့်မှာတော့ခိုင်ခန့်နဲ့တစ်သားចောင်းဆောင်တစ်ဆောင်ဆောက်ပေးတယ်လို့ပြောလာခဲ့ပါတယ်။ကျွန်ုပ်တို့နေထိုင်ခဲ့တဲ့အင်ကြီးကိုပြုတ်ပြင်ပြီးတော့ဓမ္မယုံအဖြစ်ထားကြောင်းကတောင်းဆရာတော်ရဲ့အကူအညီနဲ့ဘုရားတေတတ်သူများကိုခေါ်ပြီးကျောင်းရဲ့ဘေးမှာဇီဒီတော်တဆူတေထားကိုယ်ွယ်ကြောင်းလည်းပြောပြခဲ့ပါတယ်။တရွာလုံးမှာရဟန်းခံရှင်ပြုနှစ်စဉ်ရှိကြောင်းလည်းသိရပါတယ်။ဦးစင်းအောင်ဖေကသာသနာအကျိုးတည်ပိုးနေသည်မှာဝမ်းမြောက်သာဓုဖွယ်ရာဖြစ်နေပါတယ်။ကျွန်ုပ်တို့ကညာနဲ့တဲ့အခါမှာတော့အိယာဝင်ခဲ့ပါတယ်။မနေ့စောစောအာယုံစွန်းထားချက်ရန်မဲလုံးနဲ့တာဝါကိုတာဝန်ပေးလိုက်ပါတယ်။မနေ့၄နာရီလောက်မှာပဲမဲလုံးနဲ့တာဝါကအာယုံစွန်းထားချက်ကြပါတယ်။ကျွန်ုပ်တို့ကလည်းဆက်ပြီးတော့အိလို့မရတဲ့အတွက်နိုးလာခဲ့ကြပါတယ်။ဦးစင်းအောင်ဖေကတော့အာယုံစွန်းဖုံးပေးပြီးတဲ့အခါမှာကျွန်ုပ်တို့လည်းမနေ့စာစားတော့ပြီးလေပေါ်ကိုတက်ပြီးတော့ခရီးဆက်ခဲ့ကြတယ်။တမန်နဲ့လုံးအပေါက်ကိုဆုံတက်ခဲ့ပြီးနေစွန်းအမိတနေရာမှာရက်ပြီးတော့ဆွင်းချက်ပြီးတော့ဆွင်းကတ်ကြပါတယ်။ဦးစင်းအောင်ဖေဖုံးပေးပြီးတဲ့ခါမှာတော့ကျွန်ုပ်တို့စားတော့ပြီးခဏတပြုံနာပြီးတော့ခရီးဆက်ခဲ့ပါတယ်။အမဲမပြစ်ဖို့ရည်ရွယ်ထားတဲ့အတွက်တားကောင်များကရေတောက်ဆင်းသည်ကိုမကြာခဏတွေ့ရပါတယ်။ညနေပိုင်း3နာရီအချိန်မှာတော့ချောင်းစုံရဲ့နေရာကိုရောက်လာခဲ့ပါတယ်။အတောင်30ခန့်မြင့်နဲ့ကြောက်သားတောင်လေးကတီးတန့်တစ်လုံးနဲ့ချောင်းနဲ့ချောင်းရဲ့အစုံမှာရှိနေပါတယ်။ရိုးမကိုအခြေပြုပြီးစီးဆင်းနေတဲ့ချောင်းလေးနှစ်ချောင်းမှာအဲ့ဒီနေရာမှာဆုံပြီးတော့စန့်ကျင်ဘက်နေရာစီကိုစီးဆင်းသွားကြပါတယ်။ကြောက်တောင်ကိုရေပတ်လေဝိုင်းထားပါတယ်။ရေအနက်ကမြင်းများရှိတယ်မသိနိုင်ပါဘူး။ရေဟာကြည်လင်စိမ့်မြလေးရရှိပါတယ်။ကျွန်ုပ်တို့ကတောင်ကြီးမှာလေရက်ပြီးတော့တောင်ပေါ်ကိုခဲရခဲစစ်တက်ခဲ့ကြပါတယ်။ကြောက်တောင်ရဲ့ထိပ်မှာတော့ညောင်မင်းလိုတစ်ပင်ကြီးတစ်ပင်ကအခက်အလက်များဝေစားလေးရရှိနေပါတယ်။အမြင့်များကကြောက်ကြားမှထိုးထွက်နေတာကိုတွေ့ရပါတယ်။တောင်ထိပ်ကလူ340ခန့်လောက်ကျဲတဲ့အနေအထားရှိပါတယ်။ကြောက်တုံကြောက်ဆောင်များကလည်းထူးထူးထောင်ထောင်နဲ့ရှိနေပါတယ်။တကားကြီးဦးစင်ဖျားတည်ကျင်တာဒီတောင်ထိပ်မှာပဲအဆင်ပြေပါမလား။ပြေတာကတော့ပြေးပါတယ်ဖျား။ဒါပေမဲ့လို့နည်းနည်းတော့ခက်ခဲပါလိမ့်မယ်။ပထမဦးဆုံးတောင်ထိပ်ကိုညီအောင်ညှိရမှာဆိုတော့အချိန်ယူရပါမယ်။လူအင်အားလည်းလိုပါတယ်ဖျား။လူအင်အားအတွက်ဆိုရင်တော့စိတ်မပူပါနဲ့ဦးလေး။ကျွန်တော်တို့ရွာကဘုရားတဲမဲ့နေရာမှာငွေကြေးမတက်နိုင်ပေမဲ့လောက်အားကုသိုလ်ယူမဲ့သူတွေအများကြီးရှိပါတယ်။အိုးအတွက်လည်းစိတ်မပူပါနဲ့
ကျွန်တော်တို့အမြန်ဆုံးစီစဉ်ပေးပါမယ်ဖိုးဒီဒီလိုလုပ်ကြရင်မကောင်းဘူးလားကွာငါတို့တစ်ဖွဲ့ရွာထဲဆင်းသွားပြီးတော့ရွာသားတွေကလုံအားကုသိုလ်ယူမဲ့သူတွေကိုခေါ်လာခဲ့မယ်ဗျံဆရာကလည်းဘုရားတဲမဲ့သူတွေကိုပြန်ပြီးတော့ခေါ်လာလိမ့်မယ်ဒီလိုလို့ဦးတန်လုံးကျွန်ုပ်နဲ့မဲလုံးကဒီမှာကြံနေခဲ့မယ်ဦးတန်လုံးတို့ကရွာကိုဆင်းပြီးလိုအပ်တာတွေစီစဉ်ကြရန်တော်ကလိုအပ်တဲ့ပစ္စည်းစည်းတွေကိုဗျံဆရာစီကတောင်းနွေရာစီကနေပတ်စံထုတ်ပြီးတော့သွားဝယ်တာဝါကတော့စက်တက်လေရသမျှကိုငှားပြီးတော့စံအိတ်တွေရိတ်ခါတွေဝယ်ပြီးတော့ဒီကိုတင်ဖို့လုပ်ကျွန်ုပ်နဲ့တာဝါမှာဒီမှာအုပ်ဖို့မြေနေရာကောင်းတဲ့နေရာမှာထင်းနေစုပြီးတော့အသင်ဆောင်နေမယ်ဦးစင်းအောင်ပေနဲ့တခြားသူများလေနဲ့ဆင်းနဲ့ချက်ချင်းပြန်သွားခဲ့တယ်ကျွန်ုပ်နဲ့မဲလုံးမှာကန်းဆန်းမှာစကန်ချပြီးတော့ရေမိုးချိုးပြီးညစာစားပြီးတော့မီးမွေးပြီးတော့မီးပုံဘေးမှာရင်သွေးချမ်းထောက်နေကြပါတယ်ကျွန်ုပ်တို့နှစ်ယောက်မှာပြုလို့ရမယ့်ကုသိုလ်အရေးကိုတွေးပြီးကြည်နူးပီတိဖြစ်လျက်ရှိပါတယ်မာကြီးတို့ရွာကိုလိုက်သွားခြင်းကနေစပြီးကျွန်တော်တို့ဘဝတွေကလုံလုံကြီးအလှည့်ပြောင်းဖြစ်သွားတယ်နော်မာကြီးဆုံးသွားတယ်ကိုကြီးကလည်းတေမလို့ဖြစ်ပြီးတော့အတိတ်မေ့သွားခဲ့တယ်မိမအစ်စ်ပါထက်ရလာခဲ့တယ်ကျွန်တော်ဆိုလဲရွာကိုမပြန်တော့ဘူးဆိုပြီးတော့တေမလောက်ဒုက္ခဆင်းရဲတွေကြုံခဲ့ရတယ်ကျွန်တော်တို့ပြန်မှဆင်းရဲခဲ့တာထားပါတော့အောင်ဖေးကြတော့လောကဓာတ်တရားကိုကျွန်တော်တို့ထက်ပို့ပြီးတော့ခံရတယ်ပြောရမယ်ဟုတ်တယ်မဲလုံးကျွန်တော်မင်းကိုတခါပြောခဲ့ဘူးသလိုပဲအောင်ဖေးရဲ့အတွင်းစိတ်ကတိမ်ငယ်စိတ်ရှိတယ်မိဘမရှိဆွေမျိုးမရှိရက်ရွာကအပေကံပုံစံမျိုးနေလာရတဲ့အောင်ဖေးဟာကျွန်တော်တို့အဖွဲ့နဲ့တွေ့တော့မှသူတခါမှမရဘူးတဲ့မိသားစုဘဝကိုရလိုက်တယ်လို့သူရဲ့စိတ်ထဲမှာခံစားရတယ်မုတ်ဆိုးအလုပ်ကိုလည်းသူဟာသိပြီးတော့ဝါသနာမပါဘူးကျွန်တော်တို့ကမုတ်ဆိုးလုပ်တော့သူလည်းလိုက်လို့ရတယ်ဒီလိုပြောစရာအတိုက်မြုံလေးပြိုကွဲသွားတော့အောင်ဖေးဘယ်လောက်ခံစားရမလဲယူတောင်ယူသွားနိုင်တယ်လေကတောင်ရွာကိုသွားပြီးတော့ရဟန်းဝက်ပြီးသူ့ရဲ့စိတ်ကိုပြန်ပြီးတော့တိဆောက်ရတယ်ဘာပဲဖြစ်ဖြစ်အောင်ဖေးကိုအခုလိုမြင်ရတာအရန်စိတ်ချမ်းသာတယ်ဦးစင်းအောင်ဖေးရဲ့ရဟန်းဘွဲ့နာမည်ကဘယ်သူလဲအကူကြီးကျွန်တော်မှတ်မိတော့လို့ရှင်အားစားတာတဲ့ကျွန်တော်လည်းမနှင်းမှတ်ထားရတယ်ဒါနဲ့ဆရာတော်ကြီးနဲ့တခြားရွာကဦးစင်းတွေကိုခေါ်ပြီးတော့ဖះတယ်မဲ့မြေနေရာကိုတတ်မှတ်မယ်ဆိုတာဘယ်လိုများလဲကိုကြီးကျွန်တော်လည်းအကျယ်တဝင့်တော့အရှင်းမပြတတ်ဘူးကျောင်းဆောက်တိမ်ဆောက်ဖះတယ်အဲ့ဒီလိုဘာသာရေးနဲ့ပတ်သက်တဲ့အဆောက်အဦတွေကိုတွေ့ရကြုံရမှာဆောက်လို့မရဘူးတဲ့ပညာချက်တွေလွတ်အောင်ဆောက်ရတယ်အခုလေဒီနေရာမှာဖះတယ်ဖို့ဒီနေရာရဲ့ပတ်ဝန်းကျင်ကမြင်အပ်မမြင်အပ်တဲ့ပုံကိုယ်တွေကိုအသိပေးရမယ်လေကောင်းမှုကုသိုလ်လုပ်တဲ့နေရာမှာကိုညီမဲ့သူရှိတယ်လို့အဖြစ်အမှောက်တွေကလည်းရှိတာပေါ့ကွာကျွန်ုပ်ကမဲလုံးကိုတက်တမျှမှတ်တမျှပြောနေခြင်းဖြစ်တယ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့အကျေတဝင့်မသိတာကြောင့်ဇတိသဘောသာပြောပြခြင်းဖြစ်တယ်ဟမ်ရေထဲကိုဘာပြုတ်ကြလဲကြောက်တောင်ပေါ်ကနေကဲလုံးနေပဲထွက်ကြတာနေမှာပါကွာကျွန်တော်တို့စကားပြောနေတဲ့အချိန်မှာပဲဘယ်အားတဲမဲ့ကြောက်တောင်ပေါ်ကနေရေအိုင်တဲကိုအလွန်လေးလံတဲ့အရာတစ်ခုပြုတ်ကျတဲ့အတန်ကြားလိုက်ရတယ်မိလုံးနဲ့ကျွန်ုပ်ကမတ်တက်ရက်ပြီးတော့အဲ့ဒီနေရာကိုကြည့်လိုက်တယ်ရေလိုင်းဝဲကရက်တွေကကန်းဆက်ကိုရိုက်ခတ်လာပါတယ်မိလုံးတနက်ကိုပြစ်ဖို့အသင့်ပြတာကျွန်ုပ်ကဘေးနားမှာချထားတဲ့တနက်ကိုယူပြီးတော့မောင်းတင်ပြီးအသင့်ပြင်ထားတယ်မိလုံးကိုလည်းစိုးရင်တကြီးနဲ့တတိပေးလိုက်တယ်လာရောက်အောက်မှာတော့ကျွန်ုပ်တို့တွေ့လိုက်ရတာကကြောက်တောင်အနီးရေထဲကနေရေလှုပ်တံများနဲ့အတူကန်အနီးရေတိုင်မိုင်းကိုရောက်လာတဲ့အခါမှာတော့ရေထဲမှရှောက်လာသူကိုထင်ရှားစွာတွေ့လိုက်ရပါတယ်တတောင်ကရှည်တဲ့အမွှေးမြင်များကိုတကောလုံးကိုဖုံးပြီးတော့အစိမ်းရောင်တောက်ပနေတဲ့တံမြာသီးခံရှိတဲ့မျက်လုံးကြီးနှလုံးအပြင်ဘက်ကိုတထွားလောက်ငေါထွက်နေတဲ့အဆွဲကြီးနှချောင်းရှိတဲ့မကောင်ဆိုးဝါးကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်အရက်ကတော့10တောင်ခန့်ရှိမယ်လို့ခန့်မှန်းရပါတယ်ခန္ဓာကိုယ်ဟာကြီးမားတုတ်ခိုင်ပြီးဝမ်းပိုက်ကရာဝင်အိုးကြီးအလားရှေ့ကိုဆူထွက်နေပါတယ်ဒူးစင်ခတ်ရေအတိမ်နဲ့ကိုရောက်တဲ့ခါမှာတော့တထောင်ခန့်ရှိဘွားကြီးကိုအပေါ်ကိုမြောက်တင်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့အောက်ကိုအချိန်နဲ့နင်းရှာလိုက်ပါတယ်ကျွန်ုပ်တို့မှမြင်တွေ့နေရတဲ့မကောင်ဆိုးဝါးကြီးကိုမျက်ခြေမပြတ်စိုက်ကြည့်ရင်းနဲ့ပြစ်ဖို့အသင့်ပြင်ထားလိုက်ကြတယ်မင်းတို့ဒီတောင်ကုန်းပေါ်မှာဘယ်ဟာတဲဖို့ငါခွင့်မပြုဘူးဒီနေရာကငါအပိုင်ပဲငါသဘောကိုဆန့်ကျင်ရင်မင်းတို့အကုန်လုံးအသေးပဲဩရှာကွဲရတဲ့အတန်ကြီးနဲ့ကျွန်ုပ်တို့ကိုကျင်းဝါပြောဆိုလာခဲ့တယ်အကုသို့များလို့မကောင်ဆိုးဝါးဘဝရောက်နေတာတောင်မှကုသိုလ်လုံးမဲ့ကိစ္စကိုလာတားနေတဲ့မကောင်းဆိုးဝါပဲမကောင်းဆိုးဝါဘဝမှာနောက်ထပ်သေးဖို့စဉ်းစားထားပြီတော့မဲလုံးဒူမီတနက်ကိုထားလိုက်ရန်အောင်ရဲ့တနက်ကိုယူပြစ်ကျွန်ုပ်ကစပြီးတော့မကောင်းဆိုးဝါကိုပြစ်ခတ်လိုက်တယ်မဲလုံးကလည်းရန်ပြေးထားတဲ့ဒူမီတနက်နဲ့ပြစ်ခတ်နေတယ်ကျွန်ုပ်တို့ပြစ်ခတ်လိုက်တဲ့ချိန်မှာပဲ
မကောင်းဆိုးဝါးကြီးကခန္ဓာသာရက်တန့်ပြီးတော့ရှေ့ကိုဆက်တိုးလာခဲ့တယ်ကျွန်ုပ်မှမဲလုံးအားရန်အောင်ထားခဲ့တဲ့တနက်ကိုယူပြရန်ပြောလိုက်ခြင်းဖြစ်တယ်တနက်တန်များကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာစူညံသွားခဲ့ပါတယ်မကောင်းဆိုးဝါးကတော့ရှေ့ကိုဆက်တိုးလာခဲ့ပါတယ်အကူကြီးဘယ်လိုလုပ်ကြမှာလဲရှေ့ကိုတိုးလာနေတာပြစ်ထားမယ်လို့မရက်လိုက်နဲ့ကျွန်ုပ်ကတနက်ကိုဘေးကိုပြေးချပြီးတော့မိဘမှာဆွဲနေတဲ့ထင်းချောင်းများကိုပြစ်လိုက်တယ်ရေဆူနေတဲ့ခန္ဓာကိုယ်ကြီးကိုထိပြီးတော့မိများကရှေ့ကနေငိမ့်သွားတယ်တာဝတနက်ကိုချထားလိုက်တော့ရော့တော့ကျွန်ုပ်ကတနက်နဲ့ပြစ်ပြီးအခြေအနေမဟန်တဲ့အတွက်အနီးနားမှာတိတ်ကိုင်းကြောက်တစ်ချောင်းကိုမဲလုံးကိုပြစ်ပေးလိုက်တယ်ကျွန်ုပ်ကိုယ်တိုင်ကလည်းတိတ်ကိုင်းကြောက်တစ်ချောင်းကိုကင်ပြီးတော့မကောင်းဆိုးဝါးရဲ့ခြေသလုံးကိုဖျက်ရိုက်လိုက်တယ်တိတ်ကိုင်းကြောက်ကကျိုးသွားခဲ့တယ်မကောင်းဆိုးဝါးကြီးကလည်းကျွန်ုပ်ကိုသူ့ရဲ့လက်ကြီးတစ်ဖက်နဲ့လွှဲရိုက်လာတဲ့အတွက်အလင်းအမြန်လှိမ့်လိုက်ရတယ်ကျွန်ုပ်မှမြေကြီးမှထရန်ပြင်ဆင်နေတဲ့အချိန်မှာပဲမကောင်းဆိုးဝါးကြီးကကျွန်ုပ်အားကြီးမားကျေပြန့်တဲ့သူ့ရဲ့ခြေထောက်ကြီးနဲ့ကျွန်ုပ်ကိုဖိပြီးနင်းချလာခဲ့တယ်ကျွန်ုပ်မှဘေးကိုအလင်းအမြန်ရှောင်တိန်လိုက်ရတယ်ခြေဘွားကကျွန်ုပ်ပထမရှိနေတဲ့နေရာကိုအချိန်နဲ့ကြာဆင်းလာပြီးတော့မြေကြီးနဲ့ခြေဘွားတီးတံကကျေလောင်စွာနဲ့ကြားလိုက်ရတယ်နောက်တစ်ချိန်မကောင်းဆိုးဝါးကြီးကကျွန်ုပ်ကိုနင်းရန်ကြိုးစားလာတဲ့အချိန်မှာပဲမဲလုံးကမန်သွင်းအော်ဟစ်ပြီးတော့မကောင်းဆိုးဝါးကြီးကိုလက်လန်းမိတဲ့နေရာကိုလှမ်းပြီးတော့ရိုက်လိုက်တယ်မကောင်းဆိုးဝါးကြီးမှာကျွန်ုပ်ဘက်မှအာယုံပြောင်းသွားပြီးတော့မဲလုံးကိုသူ့ရဲ့လက်နဲ့ဖက်နဲ့လိုက်ပြီးတော့ဖမ်းဆွဲနေပါတယ်မဲလုံးကလည်းမကောင်းဆိုးဝါးရဲ့လက်မှအသေးအတန်ရှောင်တိန်နေရပါတယ်မဲလုံးဒီကောင်ကြီးကိုခဏထိန်းထားကျွန်ုပ်ကမဲလုံးကိုတတိပေးရင်းနဲ့အပေါ်အင်းကြီးကိုချွတ်ပြီးမိဘုံနာကိုတင်းချောင်းတစ်ချောင်းမှာပတ်ပြီးတော့ခြိလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျော်ဘိုးအေးရဲ့ဘေးမှာချထားတဲ့ရေနံစီပလင်းနဲ့အင်ကြီးကိုလောင်းလိုက်ပြီးတော့မိဘုံမှာမီးနဲ့ချိုးလိုက်ပါတယ်မိကဟုံငနဲ့တောက်လာခဲ့တယ်ကျွန်ုပ်ကမိတို့ကိုကန်ပြီးမကောင်းဆိုးဝါးကိုပြေးပြီးတော့ဝင်ရိုက်တယ်မကောင်းဆိုးဝါးကြီးရဲ့ခန္ဓာကိုယ်ကမိတို့နဲ့ရိုက်မိရမှာတော့အမွေးများကိုမိလောင်ရာကနေညှော်နှက်များထွက်လာခဲ့ပါတယ်မကောင်းဆိုးဝါးကြီးမှာရှေ့ကိုမတိုးဝင်မနဲ့နောက်ကိုဆုပ်လျက်ရှိနေပါတယ်မဲလုံးကအထုပ်ပိုးများရှိရာကိုပြေးသွားပြီးတော့ရေနံစီပလင်းများကိုယူပြီးရေနံနဲ့မကောင်းဆိုးဝါးကြီးကိုလိုက်ပတ်နေပါတယ်ရှည်လျားတဲ့အမွေးများကိုရေနံထိပြီးတော့ကျွန်ုပ်ကမိတို့နဲ့ရိုက်တဲ့အချိန်မှာတော့အမွေးများကိုမိလောင်ကုန်ပါတယ်မကောင်းဆိုးဝါးကြီးမှာအမွေးရှည်များမိလောင်တဲ့အခါမှာတော့နားကျင်စွာအော်ရင်းနဲ့ရေထဲကိုဆင်းပြေးသွားပါတယ်ရေထဲမှာတဆင့်ဖျားတဲမဲ့ကြောက်တောင်မို့ကိုပြေးထက်သွားပါတယ်တပင်ထဲသောတစ်ပင်ကြီးပေါ်မှာမကောင်းဆိုးဝါးကြီးတက်ပြေးသွားတာကိုမြင်ရပြီးတော့တစ်ပင်ကြီးမှာရှင်းအောင်ရင်ထိုးသွားပါတယ်မင်းတို့ကငါတတ်မယ်ဟာဒီမကောင်းဆိုးဝါးကအတော်လေးထွားတာပဲကဲကွာမကြေမချမ်းနဲ့တက်ခေါက်ပြီးတော့ကျင်းဝါနေတာကြောင့်ကျွန်ုပ်မှစိတ်တူပြီးတော့တနက်နဲ့သုံးချက်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာတော့လှုပ်ရမ်းနေတဲ့တစ်ပင်ကြီးကငြိမ်သွားသလိုနောက်ထပ်လည်းအတန်ထွက်ပေါ်မလာတော့ပါဘူးမကောင်းဆိုးဝါးကြီးမင်းဒီညနေရာရွှေ့ရင်ရွှေ့ထားဘာလို့ရွှေ့ခိုင်းတာလဲဆိုတော့မနှက်ဖန်မင်းနေတဲ့အပင်ကိုခုတ်လဲမှာမို့ပဲကြိုတင်သတိပေးထားတယ်နော်ကျွန်ုပ်ကမကောင်းဆိုးဝါးကိုရည်ရွယ်ပြီးတော့အော်ဟစ်ပြောဆိုလိုက်တယ်ကျွန်ုပ်တို့နှစ်ယောက်ဟာတဲပြင်းပေါ်မှာခြေပြက်လက်ပြက်ထိုင်ချလိုက်တယ်မောလိုက်တာကွာဖေးရတောင်မတရားသေးဘူးအဖြစ်အမောက်ကစပြီကြည်ရတဲ့လောက်ကတော့မကောင်းဆိုးဝါးကတစ်ပင်ပေါ်မှာနေပုံရတယ်ကိုကြီးတေးကြတာပေါ့မဲလုံးရသူနေတဲ့နေရာမှာဘယ်ရတယ်မှာဆိုတော့သူ့နေရာကိုရွှေ့ရမှာဆိုလို့ကျွန်တော်တို့ကိုရန်ပြူတာပဲတစ်ပင်ကိုတကယ်ခုတ်မှလားကိုကြီးနောက်လေခုတ်ရမယ်အတူတူအခုကလေးကခုတ်ပြရမှာပေါ့မဲလုံးရဘာလဲအပင်ခုတ်ရမှာကြောက်လို့လားကြောက်လို့မဟုတ်ပါဘူးဗျာဓမ္မကတချောင်းနဲ့ပါတာလေတဏီကုံခုတ်ရင်တောင်မှအပင်ကလဲပါမလားလို့တွေးနေတာဓာတ်နဲ့ခုတ်ရင်လူပင်မန်းမယ်အချိန်ကြမယ်စိတ်မပူပါနဲ့နီလန်ရှိပါတယ်အကိုကြီးအိတ်မယ်ဆိုအိတ်လေကျွန်တော်ကင်းဆောင်ပေးမယ်ဟိုမကောင်းဆိုးဝါပြန်လာခြင်းလာနေမှာပြောလို့မရဘူးလာခြင်းလာအောင်မှာအလဲကြစောင့်အိတ်ကြတာပေါ့ကျွန်ုပ်ကအရင်အိတ်နှင်ပြီးတော့မဲလုံးကကင်းဆောင်နေခြင်းဖြစ်တယ်ညဦးပိုင်းကျွန်ုပ်နိုးလာတဲ့အချိန်မှာတော့ကျွန်ုပ်ကတလဲကင်းဆောင်ပေးရင်နဲ့မဲလုံးကိုအိတ်ခိုင်းလိုက်ပါတယ်အာယုံဦးလင်းချက်တွင်တဲ့အချိန်အထိမြည်သည့်အနောက်ချက်ကိုမှမကြုံရတော့ပါဘူးမဲလုံးနိုးလာတဲ့အခါမှာတော့မနက်စာချက်ပြုတ်စားတော့ပြီးတော့တောအတွင်းကိုဝင်ပြီးကညင်ပင်များကိုရှာကြပါတယ်ကညင်ပင်များကိုတွေ့ရတဲ့အခါမှာတော့အစည်းများကိုရသလောက်စူးစောင်းပြီးထင်းတယောက်တစည်းခွေပြီးတော့ထမ်းလာကြပါတယ်လမ်းမှာတင်းမင်းပင်များကိုတွေ့ပြီးတင်းမင်းပင်မှတထောင်ခန့်အရှိအကိုင်းတစ်ခုကိုခုတ်ဖြတ်လာခဲ့ပါတယ်တောငပြောပင်များကိုခုတ်ပြီးဖောင်ငယ်တစ်ခုဆက်ပြီးတော့ထင်းစည်းနဲ့လိုအပ်တာများကိုခုတ်ပြီးဖောင်ပေါ်ကိုတင်းလိုက်ကြပါတယ်ဖောင်ကိုຫນွေကျိုးရှည်ကျိုးအစားတစ်ဖက်နဲ့ချီနှောင်ပြီးတော့ဘုရားတဲမဲ့ကြောက်တောင်ရှိရာကိုကိုလွတ်ကူးသွားကြပါတယ်ဖောင်နဲ့ဆက်ထားတဲ့ຫນွေကျိုးကလည်းတပါးလေးပါလာတဲ့အတွက်ဖောင်ကိုဖြည်းဖြည်းချင်းဆွဲပြီးတော့
ဖောင်မော်ကနေပစ္စည်းကိုနေရောက်သာခွဲတဲ့ရင်းနဲ့ကြောက်တောင်ထိပ်ကိုတက်ခဲ့ကြပါတယ်။ကြောက်တောင်မော်ရောက်တဲ့အခါမှာတော့ပစ္စည်းများကိုတစ်ပင်အောက်မှာစုထားလိုက်ပါတယ်။ညကမကောင်းဆိုးဝါးတက်သွားတဲ့တစ်ပင်ပြီးပချလက်ကိုကျွန်ုပ်ကကြည့်လိုက်တဲ့အခါမှာတော့အောက်ခြေမှာစံတန့်စင်တဲ့သကောတပိုင်းစာအပေါက်တစ်ပေါက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီနေရာမှာထင်းချောင်းတချို့နဲ့ကညင်စီများကိုထည့်ပြီးတော့ရေနံစီပါအနှဲငယ်လောင်းချလိုက်တယ်။မဲလုံးတတိထားကျွန်ုပ်တို့ကတိကန်းကြောင်များကိုတစ်ပင်အောက်မှာစုပုံနေတဲ့အချိန်မှာပဲတစ်ပင်ကြီးဟာလင်းမတိုက်ဖဲနဲ့တဝုံဝုံတွတ်တွတ်ခါလှုပ်ရမ်းနေပြီးတော့ကျွန်ုပ်ကကြက်တီမွေးညင်းများပင်ထသွားခဲ့ပါတယ်။တဖြည်းဖြည်းမိသားများကြားရတဲ့အတွက်အပေါ်ကိုမောကြည့်လိုက်တဲ့အခါမှာတော့ကျွန်ုပ်တို့နှစ်ယောက်အပေါ်တဲကနေယောက်ျားကြီးပေါင်လုံးခန့်ရှိတဲ့တစ်ကိုင်းကြီးတစ်ကိုင်းမှာတဖြည်းဖြည်းမြည်ပြီးတော့ကျိုးတော့မလို့ဖြစ်လာတဲ့အတွက်မဲလုံးကိုတတိပေးရင်းနဲ့သူ့ရဲ့လက်ကိုဆွဲပြီးတော့ဘေးလွတ်ရာကိုအလင်းအမြန်ရှောင်တင်းလိုက်ပါတယ်။တစ်ကိုင်းကြီးကလည်းကျွန်ုပ်တို့ရက်နေတဲ့နေရာကိုဝုန်းကနေပြုတ်ကျလာခဲ့ပါတယ်။တော်သေးတာပေါ့အောက်မှာသာရက်နေမိရင်မတည်ရင်တောင်မှကျိုးပင်နေနေအဲ့ဒီတစ်ကိုင်းကသူ့အလိုလိုကျိုးလာတော့မဖြစ်နိုင်ဘူး။ဟိုမကောင်းဆိုးဝါးရဲ့လက်ချက်ပဲဖြစ်ရမယ်။တီးကြတာပေါ့ကွာဒီလောက်တော့တောင်းကျမ်းနေတဲ့မကောင်းဆိုးဝါးတီးကြတာပေါ့မဲလုံးထင်းတွေကိုမိရှို့လိုက်ကွာမဲလုံးဟာတစ်ပင်ပင်စီအခေါင်းသားမှာပုံထားတဲ့ထင်းမုံကြီးကိုမိရှို့လိုက်ပြီးတော့ကျွန်ုပ်မှခေါ်ယူလာခဲ့တဲ့တစ်မင်းတစ်သားအဖျားကိုဓာတ်နဲ့အချွန်ပြုတ်လုပ်လိုက်တယ်ပြီးတဲ့နောက်မှာတော့တစ်ပင်ကြီးရဲ့ပင်စီကိုရိုက်သွင်းလိုက်ပါတယ်ငပြောပင်အားရိုက်သွင်းတယ်လို့တစ်မင်းเจ้าကအတွင်းထဲကိုဝင်သွားပါတယ်ဒူးဆန်းစွာပဲတစ်ပင်ကြီးမှထွက်လာတဲ့အစည်းတွေဟာသွေးကဲ့သို့အနီရောင်ဆေးပြည့်ပြည့်ဖြစ်နေပြီးတော့တစ်ပင်ကြီးဟာနတ်ဝင်နေတယ်လို့တဆက်ဆက်တုံနေပါတယ်မဲလုံးမိရှို့လိုက်တော့မိမာလည်းအရှင်ဟုန်ပြင်းစွာနဲ့ထင်းကြောင်များကိုလောင်မြိုက်လျက်ရှိပါတယ်။ကိုကြီးဖို့ဒီတတိထောင်မင်းလည်းတတိထောင်မဲလုံးတစ်ပင်ကြီးပေါ်မှာတစ်ကိုင်းများဟာတကိုင်းပြီးတကိုင်းအောက်ကိုကျိုးကျလာတဲ့အတွက်ကျွန်ုပ်တို့နှစ်ယောက်မှအပြန်အလှန်တတိပေးရင်းနဲ့ရှောင်းလိုက်ကြတယ်။တနားရီခန့်ကြာသွားတဲ့အခါမှာတော့အကိုင်းအခက်များနဲ့ဝေစားစွာရှိနေတဲ့တစ်ပင်ကြီးဟာပင်စီသာကြံနေရစ်ခဲ့ပါတယ်။မဲလုံးဟာအောက်မှာတစ်ကိုင်းတစ်ခက်များပြီးတော့ဒင်းစာချောင်းတွေပြန်ကျဲပြီးတော့ငိမ့်နေတဲ့မိကိုတစ်ကိုင်းတစ်ခက်များခုတ်ထွင်းပြီးတော့ပြန်ပြီးမီးမွေးဖို့လုပ်နေပါတယ်။မဲလုံးတတိထောင်တစ်ပင်ကြီးကမင်းဘက်ကိုရိုင်းလာပြီ။ကျွန်ုပ်ဟာမဲလုံးမီးမွေးနေတာကိုတပတ်မှကြည့်နေတဲ့အချိန်မှာပဲတစ်ပင်ကြီးမှာတစုံတယောက်တွင်းလဲနေတယ်လို့မဲလုံးဘက်ကိုရိုင်းနေတာကိုတွေ့လိုက်ရတာကြောင့်အထိတ်တလန့်နဲ့အော်ဟစ်တတိပေးလိုက်ခြင်းဖြစ်တယ်။မြင်နေရတဲ့မြင်ကွင်းဟာအထိတ်တလန့်နဲ့သိထိတ်ရင်ပိုကောင်းလာပါတယ်။တစ်ပင်ကြီးဟာသူ့ဘက်ကိုပြိုလဲလာတဲ့အချိန်မှာတော့မဲလုံးကတောင်ထိပ်အစွန်းကိုပြေးပြီးတော့တောင်အောက်ကိုဒိုင်းမင်ထိုးချလိုက်ပါတယ်။အဲဒါကြောင့်သာအပင်ပြီးမဲ့အကြီးကနေလွတ်သွားတဲ့အတွက်ကျွန်ုပ်မှတက်ပြင်းချလိုက်ပါတယ်။မကောင်းဆိုးဝါးကောင်ကြီးမင်းဒီနေရာကနေအမြန်ခွာပြီးတော့ဆက်နေအောင်မယ်ဆိုရင်ဓာတ်ထက်ဆိုးတာတွေကြုံရမယ်လို့သာတွေးထားပြီးတော့ကျွန်ုပ်ကလည်းလေးသံမမနဲ့ပြောဆိုပြီးတော့တောင်အောက်ကိုဆင်းပြီးရေကူးပြီးကမ်းမောက်ကိုပြန်တက်လာခဲ့တယ်။မဲလုံးလည်းရေကူးရင်းနဲ့ကျွန်ုပ်နောက်ကိုလိုက်လာခဲ့တယ်။တော်သေးတာပေါ့မဲလုံးရာမင်းကိုတေးပြီးမှတ်တာအရှောင်မြန်လို့ပေါ့ကိုကြီးရေမဟုတ်ရင်မလွယ်ဘူးဒါနဲ့တစ်မင်းအသားကတကယ်စွမ်းပါလားမကောင်းဆိုးဝါးတွေကိုနိုင်နေနော်ဟုတ်တယ်မဲလုံးကနာမည်ကတစ်မင်းလီတစ်ချမ်းတွေကိုတစ်မင်းကနိုင်နေအိမ်ဒီမှာတစ်ချောက်ပါလို့တက်ရိုက်တွင်းနေနေကလူတိုင်းလူတီးကြတာမင်းလည်းကြားဖို့မှာပေါ့ဒေါ်လေးတောင်နဲ့တွားရင်လာရင်နဲ့တင်းညောင်ဝါးညောင်စူးမိလို့တစ်မင်းကိုတွေးလိုက်ရင်စူးတဲ့ညောင်ကတညအိတ်တာနဲ့ပြန်ထွက်လာတယ်တဲ့ဒီကိတ်တန်ရာရလို့ရောင်ရမ်းနေရင်လေတစ်မင်းရဲ့ဦးတိုင်ကိုအနာမှာအုံပြီးရင်ပျောက်တယ်ကွာကျွန်တို့တို့မိုးဆိုးတွေအတွက်တောထဲမှာဆေးအဖြစ်သုံးလို့ရတယ်အိမ်ဒီမှာတစ်မင်းဆိုင်မယ်ဆိုရင်တော့အိမ်ရှိတကားဝမှာတစ်မင်းပင်ကိုပန်းအိုးနဲ့စိုက်ထားအဲ့ဒါဆိုရင်မကောင်းတဲ့မိစ္ဆာကောင်းတဲ့အနှော့ရှက်ပေးမဲ့အရာမှန်သမျှကအိမ်ထဲကိုမဝင်နိုင်ဘူးအောက်လန့်အတိုက်တွေလည်းကာကွယ်နိုင်တယ်လို့ပြောတယ်တစ်မင်းပင်ကိုဘယ်လိုဆက်ရလဲကိုကြီးဒီကအပင်ကြီးတွေကတော့ပေ100ကျော်200လောက်ကြီးတွေပဲတွေ့နေရတယ်အဲ့ဒီပင်ကြီးတွေကနှိမ့်ချုပ်ပင်တွေမို့ကြီးနေတာတင်မင်းပင်ကဝါးပင်လိုမျိုးပင်ပွားအမြစ်ကိုပအောင်တူးပြီးတော့စိုက်လို့ရှိရင်ရှင်နေတဲ့နေရာဒေသမရွေးတဲ့စိုက်နေတယ်ရေဝတ်တဲ့နေရာတွေမှာတော့စိုက်လို့မရဘူးကွာတင်မင်းအရွက်ကစူးရီလိုပဲချွန်းတာနော်ပင်ပွားကိုတူးပြီးယူသွားရင်တောထဲမှာရက်ကြတာရဲ့စိုက်တာနဲ့ရှင်မမလားရှင်တာဘောကွာတင်မင်းပင်ကကန္နာရစူးပင်တွေလိုမျိုးတပတ်10ရက်လောက်ထိထားလို့ရတယ်မိုးရသည်ရောက်ရင်တော့စိုက်အောင်မှာပဲဈေးဘက်လည်းဝင်နေပရလောကသားတွေကိုလည်းနိုင်နေဆိုတော့စိုက်ထားတာမမားပါဘူးကျွန်ုပ်နဲ့မဲလုံးမှာကန်းဆက်မှာရေချိုးရင်းနဲ့တင်မင်းပင်ရဲ့အစွမ်းထက်ပုံကိုပြောနေကြခြင်းဖြစ်တဲ့ရေချိုးအဝတ်စားလဲပြီးတဲ့အခါမှာတော့အနီးနားကပတ်ဝန်းကျင်ကိုလှည့်ပတ်ပြီးအုပ်ဖို့လို့ကောင်းမဲ့မြေသားနေရာများကိုလိုက်ရှာလိုက်ပါတယ်
နေရာတွေးတဲ့အခါမှာတော့အဲ့ဒီနေရာကိုခုတ်ထွင်ချင်းလင်းကြပါတယ်။ဒင်းကြောင်များကိုရသလောက်ရှာပြီးတော့စုပုံရင်းကနေတဏီကုံအလုတ်များနေပါတယ်။ညနေဆောင်မှာတော့အလုတ်သိမ့်ပြီးရေမိုးချိုချက်ပြုတ်စားတော့ပြီးရေနွေးချမ်းတောက်ပြီးမဲအိတ်ခင်စကားပြောနေကြပါတယ်။ရွာလေးကိုသွားတဲ့အဖွဲတွေမနေ့ကလောက်တော့ပြန်ရောက်မယ်ထင်တယ်ကိုကြီး။ရောက်ပါမလားကွာ။ရောက်မယ်မထင်ဘူးမဲလုံး။သူတို့လည်းလုံးဝကန်ရပြင်းရဆရာမအများသားဆိုတော့တပတ်ခါလောက်တော့ရောက်မယ်ထင်ပါတယ်။မိမတာဝမိမနဲ့ကျွန်ုပ်မိမလည်းအလုံးလုံးတဲ့သူတွေကိုချက်ပြုတ်ကြည့်ဖို့အတွက်လိုက်ခဲ့ပါလို့မှားလိုက်တယ်။သူတို့ပါတဘာလေးလာကြမယ်ထင်တယ်။ကိုမိမပါအနားမှာရှိတော့အလုံးလုံးရတာပို့ပြီးတော့အားရှိတာပေါ့မဟုတ်ဘူးလားကိုကြီး။မသိဘူးလေကွာ။ဘာမသိတာလေ။နော်ရအနားရှိတော့ကိုကြီးစိတ်မချမ်းသာဘူးလား။ဒီလောက်စကားများနေတာနားတောင်ကြီးသေးတယ်။ပါဇက်ကပြောတော့တမျိုးစိတ်ထဲကတော့ကြည်နူးနေတာပါဗျာ။ကိုကြီးကရှက်ပြီးတော့လိမ့်နေတာမဟုတ်ဘူးလား။မဲလုံးကကျွန်ုပ်ကိုစားရင်နဲ့ရှိနေတဲ့အတွက်ကျွန်ုပ်ကလည်းရှိမိပါတယ်။မဲလုံးပြောသလိုရှက်၍လိန်ချင်းပဲဖြစ်တယ်။နော်ရတာမရှိရင်ကျွန်ုပ်ဟာနေတတ်တော့မှမဟုတ်ပါဘူး။သူ့အတွက်ကျွန်ုပ်မရှိရင်မဖြစ်လို့ဆိုတဲ့စကားလိုသူမရှိရင်လည်းကျွန်ုပ်ဟာမဖြစ်တော့တဲ့အခြေအနေမျိုးကိုရှောင်နေပါတယ်။တို့ရမှာအနေငယ်ရှက်နေတဲ့အတွက်အဲ့ဒီစကားကိုနော်ရကိုလည်းမပြောဖြစ်သလိုကျွန်ုပ်ရဲ့လူများကိုလည်းမပြောဖြစ်ပါဘူး။ကိုကြီးဟိုမှာလေတွေကဒီဘက်ကိုလာနေကြပါလား။ကျွန်တော်တို့အဖွဲသားတွေလားတခြားကလူတွေလားမသိဘူး။မပြောတတ်ဘူးမဲလုံးကြီးလိုရမေရတနက်တော့ပြင်ထားကျွန်ုပ်တို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာပဲချောင်းနှစ်ဖက်စီကနေလှေများကိုလောက်ကပ်ပြီးတော့အပေါ်တက်လာတာကိုတွေ့လိုက်ရပါတယ်။ချောင်းနှစ်ဖက်မှာတက်လာတဲ့လှေများဟာဘုရားတဲမဲ့ကြောက်တောင်ရဲ့အနီးကိုရောက်တဲ့အခါမှာတော့ပေါင်းစုံသွားကြပြီးကျွန်ုပ်တို့ရှိရာကမ်းဆက်ကိုရောက်လာခဲ့ကြပါတယ်။လေဦးပိုင်းမှလှေနှစ်စီးမှအနှဲငယ်ထူးဆန်းနေပါတယ်။တစည်းဟာလေဦးကောင်းကိုဦးတောင်နဲ့အတောင်ဖြန့်နေတဲ့ပုံထွန်းထားပြီးတော့စေးရောင်စုံများတုပ်ထားပါတယ်။လှေဦးကိုဦးပိုင်းထောင်ပြီးတော့ပြုတ်လုထားတဲ့အတွက်ဦးတောင်ငှက်ကတောင်ပန်ဖြန့်ပြီးတော့ပြန်တမ်းမဲ့အသွင်ရှိတဲ့လေတစည်းနဲ့အတူနောက်ထပ်လေတစည်းမှလည်းသိငှက်တကောင်တောင်ပန်ဖြန့်ထားတဲ့ပုံနဲ့ထွန်းထူထားပါတယ်။ထွန်းထားတဲ့လက်သမားဆရာကအလွန်ကိုလက်ရမြောက်တယ်ပြောရမှာပါ။လေဦးထိန်မှာငှက်နှစ်ကောင်လုံးဟာလက်ရမြောက်လွန်းတဲ့အတွက်ဖြစ်တယ်။ကျန်တဲ့လေများကရိုးရိုးလေများသာဖြစ်တယ်။လေနဲ့စီးတာထူဆန်းနေမဟုတ်ပါဘူး။လေပေါ်မှာပါတဲ့သူတွေကလည်းထူဆန်းနေပါတယ်။ဦးတော်ငှက်လေပေါ်မှာတော့အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားတဲ့မိန်းကလေးတယောက်ရပ်နေပါတယ်။ဝတ်စုံကတော့ရှေးခေတ်မင်းသမီးတွေဝတ်ဆင်ထားတဲ့ဝတ်စုံမျိုးဖြစ်တယ်။လေဦးထိန်မှာမတ်တရက်ပြီးတော့စီးနှင်းနေပါတယ်။လေပေါ်မှာတော့တခြားမိန်းကလေးများပါလာတာကိုတွေ့လည်ရပါတယ်။သိငှက်လေပေါ်မှာလည်းရှည်လျားတဲ့အရက်တောင်းတင်းတဲ့ခန္ဓာကိုယ်နဲ့မင်းကြီးမင်းသားများဝတ်ထားတဲ့အနီရောင်အဝတ်စားကိုဝတ်ဆင်ထားကြပါတယ်။တရှိတလက်ကိုခါမှချိတ်ဆွဲထားပါတယ်။သူ့ရဲ့လေပေါ်မှာတော့ဓားလံများကင်ထားတဲ့နောက်လိုက်များကိုတွေ့လည်ရပါတယ်။လေနဲ့စီးရဲ့နောက်မှာနောက်ထပ်46စီပါလာခဲ့ပါတယ်။လေအားလုံးဆိုပါက18စီဖြစ်တယ်။လေများဟာကျွန်ုပ်တို့ရှိရာကမ်းဆက်ကိုရောက်လာတဲ့အခါမှာတော့ငှက်လေနှစ်စီးပေါ်ကနေမိန်းကလေးနဲ့ယောက်ျားလေးများဆင်းလာပြီးတော့ကျွန်ုပ်တို့ရှိရာကိုရှောက်လာခဲ့ပါတယ်။သူတို့နောက်မှမိန်းကလေးများနဲ့အတူလက်နက်ကင်များပါလာခဲ့ကြပါတယ်။လက်နက်ကင်လာသူများဟာကျွန်ုပ်တို့ကိုခက်လန့်လန့်မှဝိုင်းပြီးဓားလံများကိုအသင့်ပြင်ထားတာကိုတွေ့ရပါတယ်။ငှက်လေးနှစ်စီးပေါ်မှယောက်ျားနဲ့မိန်းမကကျွန်ုပ်တို့ရှိရာကိုရှောက်လာပြီးတော့ရှေ့ဝါတရဲ့အကွာမှာတော့ရပ်နေလိုက်ပါတယ်။ငွေပြန့်တဲ့ပန်းရံတဲ့များကကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာလွှမ်းခြုံသွားပါတယ်။ကျွန်ုပ်နဲ့မဲလုံးဟာထူးခြားတဲ့အခြေအနေကိုကြုံနေရတဲ့အတွက်တနက်ကိုတင်းတင်းဆုပ်ကန်ပြီးတော့ပတ်ဝန်းကျင်ကိုသတိမလတ်ဘဲနဲ့အကဲခတ်နေပါတယ်။ကျွန်ုပ်တို့ရှိမှရပ်နေတဲ့သူနှစ်ယောက်ကတော့ဂျုံမောလှပကြသူများဖြစ်ပါတယ်။မိန်းကလေးနှစ်ယောက်မှာအရက်9ပေ9လက်မှခန့်ရှိပြီးတော့အသားဖြူတဲ့ဆိုခြင်းထက်ဝန်းဝါတဲ့ဘက်ကိုရောက်နေတဲ့အသားရည်ရှိပါတယ်။လှပကြော်ရှင်တဲ့ကိုနေဟန်ထားဂျုံမောလှပပြပြတဲ့မျက်နှာသာရှိပါတယ်။ဘေးမှာရပ်နေတဲ့ယောက်ျားသားများရဲ့အရက်ကတော့ကျွန်ုပ်နီးပါးလောက်ရှိပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းတန့်ပါပါတယ်။အသားဖြူပြီးမျက်နှာဥပရိယုတ်ကခံညားပါတယ်။နှာခမ်းမွေးရှည်ကသူနဲ့လိုက်ဖက်ပြီးတော့သပင်ရှည်ကိုရောင်ထုံးပြီးဘိုးဘဝတထဲကိုဥကောင်းမှပတ်ထားပါတယ်။လာရောင်ကြောင့်အဝတ်အစားများမှဘောကျဲများမှလည်းအယောင်တစ်ဖြက်ဖြက်နဲ့လင်းနေပါတယ်။နှစ်ယောက်လုံးရဲ့မျက်နှာဟာတင်းမှခက်ထန်လာပါတယ်။မင်းတို့နှစ်ယောက်ကိုယ့်အပြစ်ကိုသိကြမှာပေါ့။အပြစ်ကိုသိရင်အပြစ်အတွက်ပြန်ပြီးတော့ပေးဆက်ရမှာပေါ့။ခမရတို့တွေကဘာတွေပြောနေကြတာလဲ။လူမနေပြီထင်တယ်။ခမရတို့ကိုကျွန်တော်အခုမှတွေ့ဘူးတာပဲ။ခမရတို့ကဇက်အဖွဲကလူတွေလား။ကျုပ်တို့ဇက်သမားတွေနဲ့မသိဘူးနော်။အသိမိတ်ဆွေလည်းမရှိဘူး။လူမနေတာဖြစ်မယ်။ကျွန်ုပ်တို့ကိုပြောလိုက်တဲ့အမျိုးသားရဲ့စကားကြောင့်
လူမားနေပြီထင်ပြီးတော့ပြန်ပြီးတော့ရှင်းပြလိုက်ပါတယ်မဲလုံးကလည်းအဲ့ဒီအဖွဲကိုဇက်သမားများလို့အထင်ရောက်နေပြီးတော့ရှင်းပြနေပါတယ်တိတ်ဆန်းရာဆငါတို့ကိုတပင်သေးတွေလို့ပြောလိုက်တာဟာအကြီးမားဆုံးစော်ကားလိုက်တာပဲတောင်းပန်ပါတယ်ဗျာကျွန်ုပ်လူကစကားမပြောတတ်လို့ပါစော်ကားလို့စိတ်မရှိပါဘူးမဲလုံးရဲ့စကားကိုမိန်းကလေးကဒေါသပောက်ကွဲစွာနဲ့ပြောလာတဲ့အတွက်ကျွန်ုပ်ကကြားဝင်တောင်းပန်လိုက်ခြင်းဖြစ်တယ်မင်းတို့ကအခုအထိကို့အပြစ်ကိုဝန်မခံကြသေးဘူးကိုဟိုတောင်ထိပ်ပေါ်ကငနဲ့ကြီးရဲ့နေရာကိုဖျက်ဆီးပြီးသူ့ကိုထိခိုက်အနာတရားဖြစ်အောင်လုပ်လိုက်တာအပြစ်မဟုတ်ဘူးလားသူ့ကိုကျုပ်တို့ဘိုးဘွားတွေလက်ထက်ကလေးကအဲ့ဒီတောင်ကိုအပိုင်စားပေးခဲ့တာလူတွေကိုဒုက္ခပေးတာမျိုးမရှိဘဲနဲ့သူ့ဟာသူနေခဲ့တာအဲ့ဒါကိုသူနေတဲ့နေရာကိုဖျက်ဆီးတာကအပြစ်မဟုတ်ဘူးလားငနဲ့ကြီးကကျုပ်တို့ကိုတိုင်လို့ရောက်လာရတာပဲကဲမင်းတို့ဘာညင်းအောင်ပါလဲကျွန်ုပ်တို့နှစ်ယောက်ဟာအမျိုးသားပြောလာတဲ့စကားကိုနားထောင်ပြီးတော့ပါဇက်အဟောင်းသားဖြစ်ကုန်ပါတယ်ကျွန်ုပ်တို့နဲ့ရင်ဆိုင်ခဲ့ရတဲ့မကောင်းဆိုးဝါးနဲ့ပတ်သက်တယ်ဆိုတာကြောင့်လူမဟုတ်ပဲပရလောကသားများဖြစ်ကြောင်းသိလိုက်ရပါတယ်အခုတော့ဒီလူတွေကိုစကားရှိဝေပြောမနေပါနဲ့တခါတည်းတက်ဖို့အမိန့်လာပေးလိုက်ပါတော့ဟာခမရတို့မတရားမလုပ်နဲ့တော့ကျုပ်တို့ကငြိမ်ခံမဲ့ကောင်တွေမဟုတ်ဘူးလူများတယ်ဆိုပြီးတော့အုပ်စုနဲ့ဖျဲချောက်လို့ရမယ်မထင်နဲ့ရသလောက်တက်ပြီးတော့ခေါ်သွားမှာမဲလုံးကတနက်နဲ့ချိန်ပြီးတော့မမထန်ထန်ပြန်ပြောလိုက်တယ်မင်းကလေးကကျွန်ုပ်တို့ကိုတတ်ခိုင်းနေခြင်းဖြစ်တယ်ရုပ်ရည်စင်ပုံကိုကြည့်ပြီးမောင်နှမလို့ထင်နေကြရာအကိုလို့ခေါ်လိုက်တဲ့အတွက်မောင်နှမတေးကြသွားပါတယ်မင်းတို့မသိခင်မှာအပြစ်ကိုဝန်ခံသွားမလားရိုက်နှက်ပြီးအပြစ်ဝန်ခံအောင်လုပ်ပြီးမှတတ်ရမှာလားဒီမှာငါတို့နှစ်ယောက်ငြိမ်နေတာကိုအကောင်းထင်မနေကြနဲ့တစ်ဖက်သက်ဆွဆွဲပြီးတော့လူတယောက်ကိုတည်တံပေးအောင်မင်းတို့ကဘာလဲမတရားတာတော့ငြိမ်ပြီးတော့မခံနိုင်ဘူးသူသေးကိုသေးပဲတက်သိရှိရင်စမ်းလိုက်လေကျွန်ုပ်ကလည်းတနက်မောင်းကိုအသင်ပြင်ထားလိုက်တယ်နင်တို့ဘာလုပ်နေကြတာလဲဒီကလူရန်ကားတွေကိုတက်ကြလေခဏနေအောင်နှမလေးဒီကိစ္စကိုအကိုတော်တေချာစစ်ကြည့်အောင်မယ်ဘာစစ်စရာလိုတော့လို့လဲအကိုတော်ရဲ့ဒီနှစ်ယောက်ကိုတခါတည်းတက်လိုက်ရင်ပြီးတာပဲစေးလက်မှန်ပါလုံးလို့မရဘူးနှမလေးအကိုတော်မှားယွင်းဆုံးဖြတ်မိရင်အထက်ကပေးတဲ့ပြစ်ဒဏ်ကိုအားလုံးခံရမှာဒီတော့ဒီကိစ္စကိုတေချာစစ်မိရမယ်တကယ်လို့အပြစ်ရှိတာထင်ရှားရင်နှမလေးကြိုက်တယ်လို့စီစဉ်ပါဒီနှစ်ယောက်ကိုနှမလေးရဲ့လက်ကိုအပ်မယ်မိန်းကလေးကကျွန်ုပ်တို့ကိုတက်ရန်အော်ဟစ်အမိန်ပေးလိုက်တယ်လက်နက်ကင်တွေကဝိုင်းလာကြပြီးတော့ရှေ့ကိုတိုးလာကြတယ်အကိုဖြစ်သူကလက်ဝါးထောင်ပြပြီးတော့သူ့လူတွေကိုဟန်တာပြီးနှမဖြစ်သူကိုပြေးရပြေးချောင်ပြောနေတယ်ညီမဖြစ်သူကတဆွေးထိုးဆန်တော်လေအကိုဖြစ်သူဟာစဉ်းစားချင်းချင်းတက်ပုံရကြောင်းကျွန်ုပ်ကသိလိုက်ပါတယ်ဒီမှာခမည်းတော်ကြားထားတာဘလို့ကြားထားမှန်းတော့ကျွန်ုပ်တို့လည်းမသိဘူးဖြစ်စဉ်ကိုအမှန်တိုင်းမကွယ်မဝက်ဖ ೇನೆ ပြောပြပါမယ်ကျွန်ုပ်စကားမှန်ကန်ကြောင်းလဲနောက်မှတွေ့ရလိမ့်မယ်ပြောစမ်းမအောင်ဘလို့ကြောင့်ငနဲ့ကြီးရဲ့နေရာကိုဖျက်ဆီးလိုက်တာလဲကျွန်ုပ်ဟာဘယ်အားတဲဖို့အတွက်ကျွန်ုပ်တို့လူစုရောက်လာကြောင်းနဲ့မကောင်းဆိုးဝါးကြီးကကျွန်ုပ်တို့ကိုတပ်ဖြတ်ရန်ချင်းချောက်ပြီးတိုက်ခတ်ရပြန်ပြီးတိုက်ခတ်ရတဲ့အကြောင်းများကိုပြောပြလိုက်ပါတယ်ကျွန်ုပ်ရဲ့စကားကိုကြားတဲ့အခါမှာတော့မောင်နှမနှစ်ယောက်ဟာအံ့ဩတဲ့မျက်နှာအသွင်ပြင်ကိုပြောင်းသွားခဲ့ပါတယ်ခမည်းပြောတဲ့ဘုရားတယ်မဲ့ကိစ္စကအမှန်မဲလားမှန်သလားမမှန်သလားမကြခင်ရက်ပိုင်းအတွင်းမှာသိရပါလိမ့်မယ်ကျွန်ုပ်တို့လည်းဒီကနေဘဲမှမသွားဘူးမကြခင်မှာကျွန်ုပ်တို့လူတွေရောက်လာလိမ့်မယ်အဲ့ဒီတော့မှကျွန်ုပ်ရဲ့စကားမှန်ကြည့်ကြပေါ့မှားတော့မလို့ပဲမကောင်းဆိုးဝါးငနဲ့ကြီးရဲ့စကားကိုယုံပြီးတော့အမားကိုကျူးလွန်တော့မလို့ကောင်းတဲ့အလုပ်ကိုလုပ်ဖို့လာတဲ့သူတွေပဲကျုပ်အမားအတွက်ခမည်းတော်နှစ်ယောက်ကိုတောင်းပန်ပါတယ်ငနဲ့ကြီးပြောတဲ့စကားတွေဘုရားတယ်မဲ့အကြောင်းမပါဘူးသူနေတဲ့နေရာကိုတမင်လာပြီးတော့ဖျက်ဆီးတယ်ပြောတာအဲ့ဒီမကောင်းဆိုးဝါးကောင်ကိုမှတ်လာတော့လောက်ဆုံးမရမယ်ငနဲ့ကြီးကိုဖမ်းလိုက်ရမလားကိုတော့အဲ့ဒီကိစ္စကိုတော့နောက်မှစီစဉ်မယ်နှမလေးအခုကဒီကနောင်တော်တွေကိုတောင်းပန်လိုက်မသိလို့ရိုင်းပြတယ်လို့ဖြစ်သွားရင်တောင်းပန်ပါတယ်မောင်ကြီးတို့ဝေးမယူကြပါနဲ့ရပါတယ်ကျွန်တော်တို့ကဒီကိစ္စကိုစိတ်ထဲမထားပါဘူးအခုလိုအေးအေးချမ်းချမ်းပြီးသွားတာပဲဝမ်းသာလာပါပြီဒါနဲ့ကျုပ်တို့လည်းဖျားတယ်မဲ့ကိစ္စတွေကိုကုသိုလ်ပါဝင်လို့ရမလားကောင်းတဲ့အလုပ်လုပ်တာပဲဗျာဘယ်သူမဆိုပါဝင်ကူညီလို့ရပါတယ်အခုကဘာတွေလုပ်เสียရှိလဲအခုမှစရမှာဆိုတော့ပထမဦးဆုံးတောင်ထိပ်ကိုတန်းနိုင်တဲ့လောက်ညီအောင်ညှိရမယ်ပြီးတော့မှတခြားဟာတွေကိုလုပ်လို့ရမှာကောင်းပြီလေဒါဆိုရင်ကျွန်တော်တို့ပြန်လိုက်အောင်မယ်
ဘုရားတဲမဲ့သူတွေကိုဘလို့အန်ဒီယမမကြုံဖို့အတွက်ကျွန်ုပ်လူတွေကိုစောင့်ရှောက်ပေးခိုင်းထားမယ်အခုတော့ပြန်လိုက်ပါအောင်မယ်ကျွန်ုပ်တို့ကိုနှုတ်ဆက်ပြီးမောင်နှမနှစ်ယောက်ဟာလေပေါ်ကိုတက်လိုက်ပြီးတော့တခြားသူတွေကလည်းသူတို့ရဲ့လေပေါ်ကိုအတီးတီးတက်လိုက်ကြပါတယ်ဒါနဲ့ခမည်းတော်ရဲ့နာမည်တွေဘယ်လိုခေါ်လဲသိလို့ရမလားကျုံနာမည်သိရလို့လဲခမည်းတော်အတွက်ဘာမှမထူးခြားပါဘူးနာမည်ကအတိကမကြပါဘူးသိကြမနေပါနဲ့ကျွန်ုပ်လှမ်းမိသည်ကိုအကူဖြစ်သူကပြန်ပြေးလာခြင်းဖြစ်တယ်လေများကပြန်လဲထွက်ခွာသွားကြတယ်တို့ရမှာဝေးဝေးလန်လန်ထွက်ခွာသွားခြင်းမဟုတ်ဘဲနဲ့ဘယ်ဟာတဲမဲ့ရေလေကြောက်တောင်ရဲ့အနီးမှာလေများကိုဝိုင်းဖက်ပြီးတော့တောင်ပေါ်ကိုတက်လာတာကိုတွေ့လိုက်ရပါတယ်မကြမီမှာတော့တောင်ထိပ်ပေါ်မှာကြောက်တုံးများကိုထူရိုက်တန်လဲနေတဲ့တစ်ပင်ကြီးကိုရှင်းလင်းနေတာကိုတွေ့ရပါတယ်မကြခင်အချိန်မှာပဲရေကိုဖြတ်ကူးလာတဲ့အတန်ကြားရပြီးတော့တောင်ပေါ်ကိုမဲမဲအကောင်ကြီးတစ်ကောင်တက်တော့တာကိုတွေ့လိုက်ရပါတယ်လူတော့မဟုတ်တာသိကြတယ်နော်ကိုကြီးကျွန်ုပ်တို့တွေပုံမြင်လို့ကြားဘူးနေတဲ့ချောင်းနဲ့ချောင်းကိုအပိုင်စားရတဲ့နတ်ကျောင်းတော်မောင်နှမတွေလားမသိဘူးနတ်ကျောင်းတော်မောင်နှမဟုတ်လားကိုကြီးတခါမှလည်းမကြားဘူးပါလားကျွန်ုပ်လည်းတိတ်တော့မမှတ်မိပါဘူးကွာဘရင်ကိုလှုပ်ကြံပြီးတော့ညီဖြစ်သူအင်ရှင်မင်းသားထိနှံတက်လေတော့ဘရင်ရဲ့သားတော်တစ်ပါးနဲ့သမီးတော်တစ်ပါးဟာနတ်ကျောင်းတော်ဆိုတဲ့လေကြီးကိုစီးပြီးတော့ဒီရက်ဖက်ကိုတစ္ဆာတော်ကန်နေနဲ့အတူရှောင်ပြေးလာတယ်တဲ့သူတို့ဖြတ်တန်းတဲ့နေရာတွေနားခဲ့တဲ့နေရာတွေလူကြီးတွေကအတိအကျပြောနိုင်ကြတယ်ကျွန်ုပ်ကတော့စိတ်မဝင်စားလို့မသိဘူးအတူချုပ်ပြောရရင်တော့သူတို့စီးလာတဲ့နတ်ကျောင်းတော်ဆိုတဲ့လေကြီးကရေစည်းတန်းတဲ့ဝဲတစ်ခုမှမှောက်ပြီးအားလုံးကရေစည်းနောက်ကိုမျောပြီးတော့တီးကုန်ကြတယ်တီးသွားတဲ့အခါမှာတော့သူတို့မောင်နှမနှစ်ယောက်ကတကွဲတပြားစီတီးကြတယ်အကိုဖြစ်သူနဲ့နောက်လိုက်တချို့ကချောင်းတစ်ချောင်းထဲမှာမျောပါသွားသလိုညီမဖြစ်သူနဲ့နောက်လိုက်နောက်ပါတချို့ကလည်းချောင်းတစ်ချောင်းထဲမှာမျောပါသွားတယ်လို့ပြောတယ်နောက်ဆုံးနှစိမ့်နေဖြစ်ပြီးတော့သူတို့မျောသွားတဲ့ချောင်းထဲမှာအပိုင်းစားရသွားတယ်လို့ပြောကြတယ်သူတို့စီးလာတဲ့လေကြီးရဲ့နာမည်ကိုအစွဲပြုပြီးတော့နတ်ကျောင်းတော်မောင်နှမလို့သူတို့ကိုခေါ်ဝေါ်ကြတယ်အခုကျွန်ုပ်ပြောတာတွေကလူကြီးတွေပြောပြတဲ့ပါဇက်ရာဇဝင်နော်ဟုတ်မဟုတ်ကျွန်ုပ်ကိုလာမပြောနဲ့ကျွန်ုပ်လည်းမသိဘူးနတ်ကိုယုံလားလည်းမမေးနဲ့အဖြစ်မရှိဘူးမင်းဟာမင်းအစဉ်ပြေရယုံနိုင်တယ်ကိုကြီးဟိုမှာကြည့်လိုက်ပါဦးကျွန်တော်တို့ကိုဒုက္ခပေးနေတဲ့မကောင်းဆိုးဝါးကြီးကတစ်ပင်ကြီးကြောက်တုံးတွေကိုကူပြီးတော့ရှင်းနေပါလားမဲလုံးကပြောလို့လှမ်းကြည့်လိုက်တဲ့အခါမှာတော့တစ်ပင်တစ်ကိုင်းများကိုတောင်ပေါ်ကနေပြစ်ချနေတဲ့မကောင်းဆိုးဝါးကြီးနဲ့ကြောက်တုံးကြောက်ခဲများကိုထုခွဲနေတဲ့သူများကိုတွေ့လိုက်ရပါတယ်တောင်ကိုညှိနေကြတာထင်တယ်ကောင်းတယ်ကွာသူတို့လည်းကုသိုလ်ရတာပေါ့တောင်ပေါ်မှရေထဲကိုကျလာတဲ့ကြောက်တုံးတန်တွေတစ်ခက်တန်တွေကိုကြားနေရပါတယ်အိတ်တော့မလို့လားကိုကြီးကမအိတ်ရင်ဘာလုပ်နေရမလဲကွာအိတ်မယ်ဟိုလူတွေထက်လာရင်ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ကိုမတက်ချင်လို့ထွက်သွားကြတာလေသူတို့သာတက်ချင်ရင်အလွယ်တကူတတ်နိုင်ပါလေကွာကျွန်ုပ်ကလည်းအိတ်ချင်နေတဲ့အတွက်ကြောဖို့အိတ်ကိုကောင်းအောင်ပြီးတော့အေးလိုက်ပါတယ်ဘုရားတဲမဲ့တောင်ကကြောက်တုံးများထုရိုက်တန်စကားပြောတန်နေနဲ့စူညံသွားပါတယ်အဲ့ဒီကြားထဲကနေအိတ်ပြောသွားခဲ့ပြီးတော့မိုးလင်းမှကျွန်ုပ်နိုးလာခဲ့ပါတယ်ညကဟိုအဖွဲ့တွေဘေးချင်းတော့ပြန်သွားကြလေကိုမဲလုံးမနေ့4 နာရီလောက်ပြန်သွားကြတာကိုကြီးပြန်တော့လေမင်းကလေးကတော့ဘဲဘက်ချောင်းကိုသူ့လေအပါအဝင်လေကိုးစီးနဲ့ပြန်သွားတယ်ဟိုကောင်ကတော့ညာဘက်ချောင်းကိုလေကိုးစီးနဲ့ဝင်သွားတယ်ဒါဆိုမင်းကတညလုံးမအိပ်ဘူးပေါ့ကျွန်တော်လည်းစိတ်ဝင်စားလို့သူတို့ပြန်တဲ့အချိန်ထိစောင့်ကြည့်နေတာကျွန်ုပ်ကလည်းမျက်နှာသိရင်နဲ့ညကဘာများလုပ်ခဲ့ကြသလဲသိလို့တဲ့အတွက်ကြောက်တောင်အနီးမှာရေသွားကူးကြည့်ရာကြောက်တောင်ပေါ်မှာတက်ဖို့အတွက်လေကားတင်များတွင်းပြီးတော့ပြုတ်လုထားတာကိုတွေ့လိုက်ရပါတယ်လေကားတင်များကယခုမှအစသာရှိသေးပြီးတော့မထွင်းရသေးပါဘူးလေကားများဟာတစ်ဖက်တည်းပြုတ်လုထားခြင်းမဟုတ်ဘဲနဲ့အရှိဘက်တောင်နိုင်ရမတစ်ခုအနောက်ဘက်တောင်နိုင်ရမတစ်ခုပြုတ်လုရန်စတင်ထားခြင်းဖြစ်တယ်တောင်ပေါ်မှာတော့ကြောက်တောင်များကိုညှိညအောင်ညှိထားခြင်းမှာအပြီးမတက်သေးတော့လေသုံးပုံတစ်ပုံခန့်ပြီးမြောက်နေပြီဖြစ်တယ်ကျွန်ုပ်နောက်မှလိုက်လာတဲ့မဲလုံးကလည်းတောင်ရဲ့အခြေအနေကိုကြည့်ပြီးတော့အံ့ဩနေပါတယ်မနေ့စာစားပြီးတဲ့အခါမှာတော့ကျွန်ုပ်တို့နှစ်ယောက်မှဝါခုတ်တစ်ခုတ်ပြီးလူနေထိုင်ဖို့အတွက်တန်းလျာတဲများကိုစီစဉ်ဆောင်ရွက်နေပါတယ်နေ့လယ်ပိုင်းမှာတော့ဦးစင်းအောင်ဖေးဦးတန်လုံးနဲ့ရွာသားများရောက်လာကြပါတယ်နိုးရအပါအဝင်မဲလုံးတာဝရဲ့ဇနီးများလည်းပါလာခဲ့ပါတယ်ရွာသားများကယခုပင်လူ5-60ခန့်ရောက်လာကြပါတယ်နောက်ထပ်လည်းလာမဲ့သူများရှိသေးတယ်လို့သိရပါတယ်ရန်အောင်တဲ့တာဝါကတော့မြို့တက်ပြီးဘီလက်မြေအိတ်ဝယ်နေတဲ့အတွက်နောက်နေ့မှပြန်ရောက်မယ်လို့သိလိုက်ရပါတယ်လူများတဲ့အတွက်
အလုံးများကိုခွဲတန်းချပြီးတော့လောက်ကင်နေကြပါတယ်။အုပ်ဖို့ရန်တစ်ဖွဲ့ကြောက်တောင်ညှိရန်တစ်ဖွဲ့လူနေထိုင်ရန်တန်းရများဆောက်လုပ်ရန်တစ်ဖွဲ့ခွဲပြီးတော့မိမိရဲ့တာဝန်ကျရာအဖွဲ့မှာတက်ကြွစွာနဲ့ပါဝင်လောက်ကင်နေကြပါတယ်။ကျွန်ုပ်တို့ကြောင်းရတဲ့အခြေအနေကိုဦးစင်းအောင်ဖေနဲ့ဦးတန်လုံးကိုပြောပြရမှာတော့အံ့ဩမဆုံးဖြစ်နေပါတယ်။ဦးစင်းအောင်ဖေကညပိုင်းမှာတောင်ပေါ်တက်ပြီးတော့ဘုရားရှင်ခိုးပြီး32ပုံဝင်နေရတတ္တဝါများကိုအမျှတမ်းပေးဝင်နေပါတယ်။နောက်တည့်ရက်မနေ့ရောက်တဲ့အခါမှာတော့ဒူးကြောင်မှုထပ်မံကြုံတွေ့ရပါတယ်။မနေ့ကတဝက်တစ်ပြက်အလုံးများဟာအားလုံးပြီးမြောက်နေတဲ့အတွက်အားလုံးကလည်းအံ့ဩကုန်ကြပါတယ်။လူရိပ်လူရောင်မတွေ့ရပေမဲ့ကြောက်သားထုရိုက်တံများစကားပြောတံများကြားနေရတယ်လို့ပြောကြပါတယ်။လူရိပ်လူရောင်များကိုတော့ဘယ်သူမှမတွေ့ရပါဘူး။နောက်တနေ့မှာတော့တာဝါတို့အဖွဲ့ရောက်လာခဲ့ပါတယ်။စံအလူရှင်ရိတ်ခါအလူရှင်များနဲ့အတူလုံအားပေးဖို့အတွက်ယောက်ျားမိန်းမများတပြုံတမကြီးထပ်ပြီးတော့ရောက်လာပါတယ်။တခြားရွာမှလူများကလည်းလီကြီးလီငယ်အသွဲသွဲနဲ့အလူငွေထည့်ရန်လုံအားပေးရန်ရောက်လာကြပါတယ်။အားလုံးဟာဘုရားပွဲတော်အလားစီကားလျက်ရှိပါတယ်။လူများဟာကျုံတဲ့နေရာမှာအိတ်ဆက်ကြပြီးတော့လုံအားပေးကြပါတယ်။အကျွေးအမွေအတွက်တနေ့စာလူတန်းမဲ့သူများကလည်းရောက်လာကြပါတယ်။အမည်မဖော်လို့တဲ့တည်င်းမောင်နှမဆိုရင်ဘုရားတရံလာကူညီသူများကိုကျွေးမွေးဖို့အတွက်ရှီဟောင်းရွှေရင်းကားများကိုလာပြီးတော့လှူသွားတယ်လို့သိရပါတယ်။အလူရှင်များရဲ့မေတ္တာရက်ခံချက်များအရာအမည်ကိုထုတ်ဖော်မပြောတော့လေရွှေเจ้าတော်မောင်နှမဖြစ်နိုင်ကြောင်းတွေးလိုက်မိပါတယ်။ဇီဒီတော်သည်ညှော်မှန်းထားတဲ့ဇောစီစွာပြီးသွားခဲ့ပါတယ်။ဒီတင်ပွဲဟာလည်းကြက်ပြန်မကြစီကားလာပါတယ်။အစားကဒုံးပြူတုပ်ဖို့ရည်ရွယ်ထားပေမဲ့ရွှေရောင်တဝင်းဝဲနဲ့ဇီဒီတော်လေးကတက်ပေစွာနဲ့ဖူးမြင်နေရပါပြီ။လေအဝေးမှာဆဲလဲတန်တွေကတက်လွင်လွင်ကြားနေရပြီးတော့ကြားရသူအပေါင်းကိုစိတ်ကြည်နူးစရာပေးစွမ်းနေပါတယ်။ပြင်ကရိုးတိုင်ပြင်ခင်းပြင်ကဒဏိမိုးဓမ္မယုံကလည်းတည်တတ်စွာနဲ့ရှိနေခဲ့ပါတယ်။အရှိဘက်မှာတက်ရန်ကြောက်တွေကအနောက်ဘက်မှာတက်ရန်ကြောက်တွေကနှစ်ခုကလည်းလူနှစ်ယောက်ဘေးချင်းရှင်ရှောက်လို့ရပြီးတော့တစ်သားလက်ရန်လည်းတက်ထားပါတယ်။ဇေဒီတော်တဲစင်ကာလမှာမြည်တိရွာကမှမသိတဲ့သူများကလည်းအလုံများကိုဝိုင်းပြီးတော့ကူလုပ်ပေးကြပါတယ်။ညပိုင်းရောက်တဲ့အခါမှာတော့ရှာမတွေ့ဘဲနဲ့မနဲ့မှသာပြန်တွေ့ကြပါတယ်။တချို့ကအဲ့ဒီလူများဟာဘယ်နေရာကလာကြောင်းသိလို့တဲ့အတွက်နောက်မှလိုက်ချောင်းကြည့်ရမှာတော့တောထဲဝင်သွားပြီးနောက်ကလိုက်ကြရာမကြမီမှာပဲမျက်ခြေပြတ်သွားတယ်လို့သိရပါတယ်။ဒူးဆန်တဲ့အဖြစ်အပျက်တွေနဲ့အကြောင်းအရာများကိုပြောမဆုံးနိုင်အောင်ပဲကြုံရပါတယ်။အများရဲ့တောင်းဆိုချက်အရဇီဒီတော်တည်ပြီးချိန်မှာဘုရားပွဲကိုစီရင်ကျင်းပခဲ့ပါတယ်။မြို့မှာဇက်အဖွဲ့တစ်ခုကိုငှားရမ်းပြီးတော့သုံးညတိုင်တိုင်ကားပြဖျော်ဖြေဖို့အတွက်ပြည်မြို့ကိုတက်ပြီးပွဲငှားကြပါတယ်။ဘုရားပွဲဟာအနီးပတ်ဝန်းကျင်ရွာများမှလူတွေနဲ့ကြက်ပြန်မကြစီကားလာပါတယ်။ကျွန်ုပ်တို့ဆရာတပည့်၄ယောက်နဲ့အင်ရှင်မများမှပွဲမကသေးခင်မှာလူများနဲ့တိုးဝေပြီးဘုရားဘော်ကိုတက်လာခဲ့ပါတယ်။ရန်အောင်ရဲ့ဘေးမှာတော့ညကျင်ကကပ်ပြီးတော့ပါလာခဲ့ပါတယ်။ရန်အောင်ကခေါ်လာခြင်းမဟုတ်ဘဲနဲ့သူ့ဘာသာလိုက်နေခြင်းဖြစ်တယ်။ကျွန်ုပ်ကဘုရားစီမီပူဇော်ရင်းနဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ဘုရားစီမီပူဇော်ရင်းကျွန်ုပ်ကိုလှမ်းကြည့်နေတဲ့သူတယောက်နဲ့အကြည့်ချင်းဆုံမိပြီးတော့အဲ့ဒီသူကပြုံးပြလာပါတယ်။မကြမီမှာတော့အဲ့ဒီလူရဲ့ဘေးကိုမင်္ဂလေးတယောက်ထပ်ပြီးတော့ရောက်လာခဲ့ပါတယ်။ကျွန်ုပ်ကိုတွေ့တဲ့အခါမှာတော့ပြုံးပြပြီးတောင်ပေါ်ကနေဆင်းပြီးတော့လူအုပ်ကြားထဲမှာရောနှောပြောက်ကွယ်သွားပါတယ်။ကျွန်ုပ်နဲ့တွေ့သူနှစ်ယောက်ဟာရွှေเจ้าတော်မောင်နှမပင်ဖြစ်တယ်။မကြမီမှာပဲဇက်ပွဲစီကနေဆိုင်းတန်ပုံတန်များစတင်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ဇက်စင်ရှိရာကိုလူများကသွားနေကြပါတယ်။ကျွန်ုပ်တို့ကလည်းလူအုပ်နဲ့ရောနှောပြီးတော့တောင်ပေါ်မှဆင်းလာပြီးတောကြီးမြမဲထဲမှာရခင်ကမောင်မဲတိတ်ဆိတ်နေတဲ့နေရာများမှာမီးအောင်တိတ်တိတ်လူစီစီကားကားနဲ့ရှိနေတာကိုကြည့်ပြီးတော့ကျင်းနဲ့စွာနဲ့ပြုံးလိုက်မိပါတယ်။ကျွန်ုပ်တို့ဦးဆောင်ပြီးတဲခဲ့တဲ့စီဒီလေးဟာအစကတခြားနာမည်ပေးရန်စိတ်ကူးထားကြပေမဲ့ရောက်လာသူမှန်သမျှကညီသူပြောလိုက်ပြီးမဆိုနိုင်ပါဘူး။ရွှေเจ้าတော်စီဒီလို့ခေါ်တွင်ရင်းနဲ့ရွှေเจ้าတော်စီဒီလို့ခေါ်တွင်ရင်းနဲ့ရွှေเจ้าတော်ဆိုတဲ့အမည်ကိုတွင်သွားခဲ့ပါတယ်။ပရိသတ်များခင်ဗျာဒီနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီ။